ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာများကိုစောစောထွန်းကနေပြီးတော့အချင်းချုပ်ပြကြပါမယ်ရှင်အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ Sorry Burma ရဲ့စီဝေးကျင်းပခြင်းအကျဉ်းချုပ်ကိုကျွန်တော်ဖတ်ပြသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်သို့ကျူးကျော်ဝင်ရောက်နေထိုင်ကြသောဘင်္ဂလီများသည်ယခုအခါရိုဟင်ဂျာဆိုသောအမည်တစ်ခုကိုဖန်တီးကနိုင်ငံတကာစာမျက်နှာတွင်တနာစရာကောင်းသောလူမျိုးတစ်ခုအဖြစ်ဒိန်လယ်ဖန်တီးလျက်ရှိကြပါသည်လက်ရှိဖြစ်ပေါ်နေသောရခိုင်ပြည်နယ်မှာဘင်္ဂလီရိုဟင်ဂျာများ၏အကြမ်းဖက်စုပူသောင်းမြတ်မှုများသည်ရခိုင်တိုင်းရင်းသားများအတွက်သာမကကျွန်ုပ်တို့မြန်မာတိုင်းရင်းသားအားလုံးစတင်6လမ်းနေသောနုနယ်သည့်ဒီမိုကရေစီနိုင်ငံတော်တဲ့အတွက်အလွန်အန္တရာယ်ကြီးမားလာပါသည်ထိုဘင်္ဂလီရိုဟင်ဂျာဆိုသောသူတို့သည်ကျွန်ုပ်တို့မြန်မာတိုင်းရင်းသားများနှင့်ယဉ်ကျေးမှုရတယ်မတူဘာသာစကားရတယ်မတူပွဲပြားရုံများမကမျိုးနွယ်စုရတယ်မြည်သည့်ခါကားများပတ်သက်ခဲ့ခြင်းမရှိကြောင်းကိုခေတ်အဆက်ဆက်မှပြုစုရေးသားခဲ့ကြသောသမိုင်းများကအခိုင်အမာသက်သေခံရရှိပါသည်ရခိုင်ပြည်နယ်တွင်လက်ရှိဖြစ်ပေါ်နေသောဘင်္ဂလီရိုဟင်ဂျာတို့၏အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍အစိုးရတာဝန်ရှိသူများတိုက်ခိုက်ဒီမိုကရေစီအင်အားစုခေါင်းဆောင်များအနေဖြင့်ယခုအချိန်တွင်တစ်ဖက်နှင့်တစ်ဖက်နိုင်ငံရေးအကျိုးအမြတ်ကိုလေ့လာရှိပါအမျိုးသားရေးတာဝန်တစ်ခုအဖြစ်ဘင်္ဂလီရိုဟင်ဂျာအကြမ်းဖက်မှုများကိုပူးပေါင်းဖြေရှင်းပေးခြင်းဖြင့်မြန်မာပြည်သူများလိုအပ်နေသောအမျိုးသားရင်သားစိတ်အတွက်များစွာအထောက်အကူဖြစ်စေနိုင်ပါသည်အားလုံးကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးနယူးယောက်မြို့မြန်မာမြို့မိမြို့ဖတူဖြစ်တဲ့စာရေးဆရာကြီးဦးစွန်းရီကအဖွင့်မှာစကားပြောကြားပေးပါမယ်ရှင်မင်္ဂလာပါခင်ဗျာကျွန်တော်ရိုဟင်ဂျာအကြောင်းနဲ့ပေါ့လေအားရတဲ့ဆိုပြီးတော့စကားပြောဖို့ဆိုပြီးဆမ်းမြင်လို့အဲဒီလိုဖုန်းဆက်တဲ့အခါမှာရိုဟင်ဂျာအကြောင်းရိုဟင်ဂျာငါနဲ့ပါဆိုင်လို့လေဒီကြအကြောင်းပြောတဲ့အကြောင်းလေးလာတဲ့အကြောင်းမှတ်သားတဲ့တော့ဘာမှကောင်းတယ်မှာထည့်မနာဘူးတဲ့ခေါင်းနဲ့ထည့်ကြရတယ်မဟုတ်ဘူးကျွန်တော်တို့စဉ်းလည်းမစဉ်းစားဘူးပေါ့လေအဲကြောင့်မဟုတ်ဘူးဒီလိုပဲသူတို့ကြောင့်ပြောတယ်ပေါ့လေပြောတော့ကြတော့မှာကျွန်တော်ရိုဟင်ဂျာကငါတို့ဘေးအဲဒီဘေးနာပုံမချမ်းရှိတယ်လို့ပြောတယ်ပုံမချမ်း dictionary ယူကြည့်တဲ့စမ်းမှာအဲဆို dictionary ထဲမှာရိုဟင်ဂျာဆိုတာပါလာတာဘယ်တော့မှမပါဘူးကွာငါတို့ဘာသာစကားထဲမှာငါတို့မြန်မာစကားထဲမှာငါတို့သမိုင်းထဲမှာရိုဟင်ဂျာဆိုတာတော်တော်မှမရှိဘူးလို့ဘာပြောကြတယ်လဲပြောပါတယ်အဲ့လိုဆိုရင်အဲ့ဒီအကြောင်းလေးပြောပြပါဆိုပြီးတော့ပြောတဲ့အတွက်ကြောင့်အဲ့ဒီကတော့ဒါပြည့်ပြီးတော့ကောင်းစင်ကပါတယ် national solidarity လို့ပြောတာဒါပြည့်နေတာမျိုးသားဒီလိုခိုင်မာရေးအတွက်ဆိုလို့ရှိရင်တော့အဲ့ဒီမျိုးရေးအတွက်ဆိုရင်ပြောရတာဟောဆိုပြီးတော့ကျွန်တော်ကအားရတာဖြစ်ပါတယ်ကျွန်တော်တို့ငယ်စဉ်ကတည်းကသမိုင်းတင်တဲ့အခါမှာသမိုင်းစာအုပ်တွေပါတယ်လို့တည်တည်ချာချာကျောင်းတော်ကအကြီးကျယ်မပြုစုရသေးတဲ့ခင်ဗျာကျွန်တော်တို့သင်ရတာကဒီဘာသာပြည့်လူမျိုးများပြုကိုင်းရန်တက်ဆိုတဲ့ကလုံးတစ်လုံးနဲ့သင်ရတယ်ပြုကိုင်းရန်တက်ဆိုတော့အဲ့တော့တက်ဆိုတာကြခိုင်ပြီးရကမှာအခုလူတွေစုဖြစ်နေရှိတာပါပဲအဲ့တော့အဲ့လိုသင်ရတယ်နောက်ကြတော့ကျွန်တော်တို့အင်္ဂလိပ်သမိုင်းဆရာတွေကသူတည်တဲ့နာလုပ်တော့ဘာသာပြည့်လူမျိုးတွေအကြောင်းသူတည်တဲ့နာလုပ်ပါတယ်လုပ်တဲ့အခါကျတော့ဒီဘာနေခြေပြီးတယ်ဘာသာစကားနေခြေပြီးတော့မမနေတော့နေတဲ့ဘာသာစကားဘာစကားလဲဆိုတော့အဓိကတော့တိဘက်တူဘာမန်တိဘက်တူဘာမီဆိုမြန်မာတိဘက်မြန်မာစကားတွေပဲတိဘက်မြန်မာအရင်းမြစ်ကိုလိုက်ကြရတာပေါ့လေလိုက်တဲ့အခါကျတော့တို့ကောင်အားလုံးဒီတိဘက်မြန်မာစကားပြောတဲ့ဗမာလူမျိုးတွေဘယ်ကလာတယ်လဲဆိုတော့ဘယ်လိုလာတယ်လဲဆိုတော့ဒီတော့တခါလေကျွန်တော်တို့တောင်ကြားလန်းတွေကဘယ်လိုဝင်လာတာလဲဆိုတော့ဒီလာပါလေအဲ့လိုဒီလာတဲ့ခါကျတော့ကျွန်တော်ချင်းတို့ဘာလို့ဆိုအနောက်ဘက်ကတောင်ကြားလန်းတွေကဘုံတောင်ကြားလန်းတို့ဘက်ကအဲ့ဒါချင်းတို့ရှမ်းတို့ဘက်ကဆိုတော့ရှမ်းပြည်ဘက်ကတောင်ကြားလန်းတွေဘက်ကတပိန်တို့နင်းနေလို့လမ်းကြားတွေနေရာနေပြီးတော့လာကြပါလေအဲ့တော့အုပ်စု၃စုရှိတယ်တိဘက်မြန်မာမွန်ခမာထိုင်ရှမ်းလို့တော့တိဘက်မြန်မာမွန်ခမာထိုင်ရှမ်းလို့အဲ့လိုရှိတယ်အဲ့လိုဒါကျွန်တော်တို့ရဲ့တိုင်းရင်းသားဆိုတာဒါပဲရှိတယ်
အဲ့ဒီတိုင်းရင်းသားတွေမှာပွဲမျိုးခွဲတွေရှိပါတယ်ကျွန်တော်တို့အဲ့ဒီတိုင်းရင်းသားမျိုးတွေထဲမှာရိုဟင်ဂျာဆိုတာဘာမှတစ်ခါဘာမှမပါပါဘူးကျွန်တော်တို့မွန်ခမာရခိုင်ကချင်ကရင်ရှမ်းနော်အဲ့ဒါတွေပဲရှိတယ်ခြားဘာမှမရှိအဲ့တော့ကျွန်တော်တို့တမိုင်းကြောင်းမှာတမိုင်းတစ်လျှောက်လုံးမှာတိုင်းရင်းသားဆိုတဲ့နေရာမှာမပါပါဘူးကျွန်တော်တို့လူမျိုးအားလုံးကျွန်တော်တို့တိုင်းပြည်တွေကိုဆက်ခံလာတဲ့လူမျိုးအားလုံးကိုစစ်ဆေးကြည့်လိုက်လို့ဒါအုပ်စုတစ်ခုလုံးဟာအဲဒီကျွန်တော်တို့မွန်ဂိုလွိုက်လို့ခေါ်တဲ့ကမ္ဘာလူမျိုးအုပ်စုကြီးတွေမှာမွန်ဂိုလွိုက်ရဲ့နီဂိုလွိုက်ရဲ့ကျွန်တော်တို့အဲဒီအာရီယန်ဆိုရရှိတဲ့ထဲမှာလူမျိုးစုသုံးခုထဲမှာကျွန်တော်တို့ကမွန်ဂိုလွိုက်ထဲမှာပဲပါတယ်ဟိုပဲနောက်ကချန်ကဘာမှမပါဘူးပါတဲ့ပြီးတော့ကျွန်တော်တို့နိုင်ငံကထူးခြားတာပထဝီနေထားရထူးခြားတာအဲ့တော့လူမျိုးစရိုက်မှာထူးခြားတယ်ကျွန်တော်တို့တီးတန်အေးချမ်းနဲ့ကိုလူမျိုးတွေကိုဟာတသက်လုံးနေလာတယ်တိုင်းရင်းသားတွေဥမကွဲတိုင်းပဲပြတ်တာဆိုတဲ့စကားကျွန်တော်တို့မှာအစင်လာစကားကိုဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံကအဲ့တော့အရှိပဲအနောက်ဘက်မှာလည်းကိုယ့်အကူတိုင်းကာပြီးတော့လူတွေကရှိနေပြီးတော့တခြားဘယ်လိုတိုက်ပြီးတော့ဘာမှမဖြစ်ပါဘူးအဆက်တွေဟိုကတော့သွားပြီးဘာမှအပြင်ထွက်ပြီးတော့နေတာမရှိပါဘူးဘင်္ဂလားမှာဗမာလူမျိုးတွေရှိရဲဆိုတော့ထူးထူးဆန်းဆန်းသိရတာလေစစ်ပြေးရကျွန်တော်တို့အပိုင်းမှာအဲဒီအလောဘီယာလက်ထက်ဘိုးတို့ဘီယာလက်ထက်အဲ့လိုအနေပြီးတော့အဲ့လိုထွက်ပြေးတဲ့ဗမာတွေတော်တော်များများရှိတယ်လို့ဟိုသိရပါတယ်စစ်ပြေးလို့အားမျိုးဟောနေကြတာတော့ဗမာပြည်ကဒီပြင်ဘာမှအဲ့လိုအများကြီးသွားနေတာမျိုးဟိုဒီခေတ်လို့မရှိဘူးပေါ့အဲ့ဒါကျွန်တော်တို့ဗမာလူမျိုးကအေးချမ်းချမ်းကိုပြည်လို့မှာကိုပဲကိုတတိုင်းနဲ့ကိုခတ်ပြီးတော့တောင်းလေးကားပြီးတော့မြို့မှာကျုပ်ပေါ်တစ်လျှောက်တရားဝင်မြို့မှာတစ်လျှောက်တန်မြို့မှာတစ်လျှောက်မှာပဲနေထိုင်ချင်းလူကြီးကန်တစ်လျှောက်မှာပဲနေထိုင်ရတဲ့လူမျိုးအေးချမ်းချမ်းနေထိုင်ရတဲ့လူမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့မှာဘာမှတခြားအဲ့လိုဒီရိုဟင်ဂျာဆိုတဲ့ဥစ္စာကိုမကြောက်ဘူးပေါ့အဲ့ကျွန်တော်စောစောကပြောသလိုပဲဒါ dictionary လမ်းကြည့်ရင်ပဲဖြစ်ဖြစ်သမိုင်းစာအုပ်လမ်းကြည့်ရင်လည်းဖြစ်စေရိုဟင်ဂျာဆိုတာဘာမှမရှိအဲ့တော့ဘာမှမရှိတဲ့ရိုဟင်ဂျာကကျွန်တော်တို့ဘာမှပတ်သက်ကြမရှိဘူးအဲ့ဒါကပထမချက်ပေါ့နောက်တစ်ချက်ကကျွန်တော်တို့သတင်းတွေပါလေးကြည့်တဲ့အခါမှာဟိုမြန်မာပြည်သတင်းစာဆရာများရောဒီကသတင်းစာဆရာများရောပုံကြီးကြီးရောကျွန်တော်သတင်းပေးတဲ့အခါမှာတေချာပေးရပါမယ်အဲ့ဒါကူအင်တာနက်ပေါ်ဟိုရှာပြီးရှာတဲ့သတင်းညာပြီးရောဆိုပြီးတော့လုပ်လို့ရင်မဖြစ်ပါဘူးဘာလို့ဆိုဒီမှာတကယ်ဖြစ်ပြနေတဲ့ရခိုင်သတင်းတွေရှိတယ်ဟလာတကယ်ခဲရခိုင်ပြည်ကိုလှမ်းပြီးတော့မေးလို့လည်းရပါတယ်ဘယ်သူတွေကဘယ်သူပဲအိမ်တွေကိုဖျက်ဆီးပြီးတော့ဘယ်သူရဲ့လူရက်ပြီးတော့ဘယ်သူကတပ်ဖြတ်နေတယ်ဆိုတာဟိုကရောင်းမြန်ဖြစ်နေပြီးတော့နော်အဲ့ဒီရိုဟင်ဂျာတွေကသူတို့ပဲရခိုင်နေရနေပြီးတော့အမာတွေကနေပြီးတော့တပ်ဖြတ်နေပါတယ်ဆိုတာမျိုးလို့ဖြစ်အောင်တဏှာခံရဖြစ်အောင်ကဘာမှလုပ်နေတာဒီနေရာလည်းမကဘူးထိုင်းလိုဘာလို့ဒီရှားဘက်တို့မှာရောအကုန်လုံးဒီကဘာအနှံ့အဲ့လိုပဲတဏှာတရားဖြစ်အောင်ဆိုပြီးတော့ပြောနေပြီးတော့ဝေးပြီးတော့ဟိုနေရာရအောင်လုပ်နေကြတာပေါ့အဲ့တော့ကဘာမှာတဏှာတရားဖြစ်အောင်လုပ်လို့စားတော့တကယ်မဟုတ်ဘူးကျွန်တော်တို့ကတဏှာတရားကောင်းတာကျွန်တော်တို့ဗမာလူမျိုးကျွန်တော်တို့ရခိုင်လူမျိုးတွေရှိတယ်ကျွန်တော်တို့အရင်ကအစင်အနာသိထားလို့ကျွန်တော်တို့မှတ်တမဲ့ပဲနေတယ်ငါတို့နောက်ကရခိုင်အမျိုးသားများဟာငါတို့ရဲ့တိုင်းတစ်ခုပဲသူတို့ကကိုယ်ရည်ကျမှုဖို့ဘာသာစကားနဲ့အမှန်တန်လေးစားမြတ်လို့တယ်အဲ့ဒါသူများအလားမခံတဲ့အတွက်ကြောင့်နောက်ကဥဒတိုင်းတစ်ခုပဲဆိုတော့လူမျိုးအရာရောကျွန်တော်တို့အဲ့ဒါအားကိုးထားပါတယ်အခုတရင်တွေဖတ်ရတဲ့အခါကျအံ့ဩစရာကောင်းတယ်အဲ့ဒီချိန်ထိအောင်မာပြည်ရဲ့တရင်တွေမှာလူနည်းစုဆိုပြီးတော့ဒီတခြားလူမျိုးတွေခြားဖို့ပြောပြီးခိုင်မဲ့လူများစုခိုင်ကပဲနှိမ့်ဆက်တယ်လို့ပြောနေကြတယ်တကယ်သတင်းတွေတစ်ဖြည်းဖြည်းဖတ်လာတဲ့အခါကျတော့မြို့တွေမှာဒီဘင်္ဂလားဒေ့ရှ်ကမွတ်စလင်တွေပေါ့လေကျွန်တော်ဘာသာရေးအရပြောတော့မဟုတ်ပါဘူးဒီတကယ်ရှိနေတဲ့အဖြစ်အပျက်ကဒီရိုဟင်ဂျာမွတ်စလင်တွေကမြို့တွေဘာတွေတိတ်အိမ်မှာ98ရာနဲ့80ကျော်ရာတို့အနည်းဆုံးဖြစ်နေပြီးတော့ဟိုရခိုင်ဆိုတာကလူနည်းစုလို့တော့ဖြစ်နေတယ်အဲ့ဒါလို့နော်အဲ့ဒီလူနည်းစုကိုပဲလူများစုဖြစ်နေတဲ့ဥစ္စာအမှတ်တမဲ့နဲ့ဖြစ်သွားတယ်ကျွန်တော်တို့မသိလိုက်ဘူးဒါတွေကလည်းတကယ်အရင်မြစ်စစ်လို့ရှိရင်အရင်စစ်အပြည့်မြေကဆိုလို့ပဲကျွန်တော်တို့ဒီစစ်အစိုးရတရားခံမှာပဲ
အခုဖြစ်တဲ့ဥစ္စာဟာမိကလေးတယောက်ကိုမတရားကြည့်ကြံပြီးတော့တတ်ကြလိုက်တယ်ဆိုတာဖြစ်ခနဲ့ကဒီမှုကိုချက်ချင်းဖြစ်ရှင်းရမယ့်ကိစ္စပဲဒါတော့ဖြစ်ဒီကနေပြီးတော့အလားအလာတွေရှိသေးတယ်ဖြစ်သွားလိမ့်မယ်ဆိုတဲ့ဥစ္စာဒီလိုမျိုးဖြစ်နိုင်တယ်ဆိုတဲ့ဥစ္စာဘယ်အစိုးရမှဆိုသိတယ်နော်အဲ့တော့သူကမင်းအုပ်ချုပ်တိုင်းလည်းသူတို့ဖဲပေးရုံပဲရှိတယ်နော်သူတို့နားမလည်ဘူးဆိုလို့ရှိရင်ဒီနားလည်ရမယ်ဒီကိစ္စလို့ဆိုတာချက်ချင်းဖြစ်ရှင်းရမယ်မဖြစ်ရှင်းဘူးဆိုတော့မရိုးသားတယ်လို့ဖြစ်တယ်နော်နောက်တစ်ခုကသူတို့အထက်မိတ်စောင့်နေရတာတွေပါလေဆိုတော့အမှန်တန်ရှုပ်တယ်နော်လုပ်ချင်ရှိတဲ့စီလေခမောတန်မလုပ်နိုင်တဲ့စေအာဏာရှင်စနစ်အရှိန်အဝါတွေကအမှန်တန်ကြီးစိုးနေတာပဲခုတည်းတကယ်ကြတော့ဒီကျွန်တော်တို့ဗမာပြည်အစိုးရဟာစေအာဏာရှင်အစိုးရပါပဲမဆိုးဘောင်းကြီးချွတ်ထားတာပဲရှိပြီးတော့မဆိုးပို့ထားတာပဲရှိတာပါအဲဒီတော့စေဆုံးအကျင့်ကလည်းမပြောက်ဘူးအာဏာနဲ့ထက်ကနေပြီးတော့ဆုံးဖြတ်ချက်ချတော့ဘူးရပောင်းများစွာစောက်ပြီးအောက်ကလူနာနေတော့မယ်ဆိုတာမျိုးပေါ့ဗျာအဲ့ဒါချက်ကိုစောင့်နေတာချက်မရှိမိတ်ကိုစောင့်နေတာအဲ့လိုလုပ်နေတော့ဒီအမှုကြီးဟာမကြမ်းနဲ့မကြာရနိုင်နဲ့ကြားသွားပြီးတော့မကျေရမ်းနဲ့ဒီအမှုကြီးကြီးကျယ်သွားခဲ့တယ်အဲ့တော့ကြီးကျယ်သွားပြန်တော့လည်းသတင်းဖြစ်တဲ့အခါကျတော့တိတိကျကျသတင်းမယူနိုင်တဲ့အခါကျမယူကြတဲ့အခါကျတော့မဖြစ်သွားတယ်ကြောင်းမြန်ဖြစ်နော်ကြောင်းမြန်ဖြစ်တယ်တရားခံကတရားလူဖြစ်တရားလူကတရားခံဖြစ်ဆိုတာမျိုးဖြစ်ကုန်တယ်အဲ့လိုဖြစ်တဲ့ဥစ္စာကိုလည်းကျွန်တော်တို့သတင်းဒီဒီကနေလို့ဒီကနေဖြတ်နေတဲ့အခါကျတော့ကျွန်တော်ပို့ပြီးတော့ခိုင်ခိုင်မာမာနဲ့ဒီလိုရှိတဲ့ဥစ္စာကိုကျွန်တော်တို့ပြရလို့ပါအဲ့ဒါဒီကြောင်းမြန်ဖြစ်နေတဲ့ဆိုတော့ပြန်ပြီးတော့တည့်ပြီးတော့ကျွန်တော်တို့ကဘယ်ဒီကျူးကျော်ပြီးတော့ကျွန်တော်တို့ဒီစီမှာတိုင်းပြည်မှာကြီးကျော်နေတဲ့ယူတွေကိုပဲကျွန်တော်တို့ကဘာနေတနာတရားဖြစ်အောင်ဖြစ်နေတဲ့ဥစ္စာကဒင်းနေအောင်မှားနေတဲ့ဆိုတော့ပြောဖို့ပါတကယ်တော့ကျွန်တော်တို့ကြားဒီမှာလားဒီလူမျိုးရေးဘာသာရေးဆိုတော့ကျွန်တော်ပြောမှာအချိန်တွေမှာစိုးတဲ့အတွက်ကြောင့်ဒီပြောရေးကိုလာဖို့ပြောဖို့ဆိုတော့စတော့အပဒံဖြစ်ပါတယ်ဒီချားပြီးတော့ပြန်ပြီးတော့မေးရတယ်အဲ့တော့ဒီဥစ္စာကကြတော့ဒီလိုဆွေးလို့အမှန်တန်လိုအပ်ပါတယ်ဒီလိုဒီထားဖို့ဒီပေးဖို့ဒီဆွေးရနေပြီးတော့သတင်းပြန်ဖို့ဆိုတာလည်းလိုအပ်ပါတယ်အဓိကတော့ကျွန်တော်တို့ဟာဆရာတို့ကကြောင်းမြန်ဖြစ်နေတယ်ခံရတဲ့လူတွေဒီလိုတဲ့လူတွေလည်းကျွန်တော်တို့ကြောင်းမြန်ဖြစ်နေတယ်အဲ့ဒီခါလေကတနာပါပဲနော်အဲ့ဒီကတနာတွေလည်းရှင်းအောင်ဆိုတာရဲ့သူရှိတဲ့ရိုဟင်ဂျာဆိုတာတိုင်းရင်းသားမပြောနဲ့နော်အဲ့ဒါကျွန်တော်တို့သမိုင်းနေမှာအဲ့ဒါအဘိဓမ္မာကလုံးဝမပါတကယ်လုံးမပါဘူးတဲ့အဲ့ဒါသူမျိုးအစ်တာဖြစ်ပြီးတော့ကိုယ်လည်းဘာမှမဆိုင်တဲ့သူမျိုးဖြစ်တဲ့ဆိုတော့တက်တာကျွန်တော်တို့သင်္ကေတကြသိမြင်ပြီးတော့မြန်မဲ့ကျွန်တော်တို့ဟာဒီခိုင်နာဖြစ်နေတဲ့အရေးခင်းလေးတစ်ခုမဟုတ်ဖဲနေဗမာပြည်လုံးနဲ့တမျိုးသားလုံးနဲ့ဆိုင်တဲ့အရေးဖြစ်နေပြီးအဲတော့ငင်းနဲ့ကိုတိုင်းပြည်တော်မှုအရေးကြီးနေတဲ့အခါမှာဒါသူသူပူလည်းဖြစ်လာတယ်မကောင်းတဲ့ပြည်နောက်တစ်ခါအဲ့လိုကျူးကျော်ဝင်ရောက်လာတဲ့ဆိုတဲ့ကိစ္စမျိုးဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့မျိုးသားညီညွတ်ရေးစီလုံးရေးအတွက်အမှန်အရေးကြီးပါတယ်အဲ့တော့ကျူးကျော်ဝင်ရောက်မှုကာကွယ်ဖို့တင်တွန်းလှန်မှုဆိုတဲ့ဥစ္စာကိုဗဒတ်နဲ့ရောစားနဲ့ရောမီဒီယာတွေအားလုံးတွေနဲ့ရောနောက်ဆုံးဘယ်လိုဒီနဲ့တွန်းလှန်ရအဲ့ဒါရုပ်စွာဆုံးပြောလိုက်ပြီလက်နဲ့တွန်းလှန်ရကျွန်တော်တို့တွန်းလှန်ရမှာပါလေဘာဖြစ်လို့လဲသူတို့နောက်မှာနော်အဲ့ဒီဒါဆိုတာမျိုးထိရှိတတ်ပါတယ်တဖြည်းဖြည်းနဲ့ကျေပြန့်လာပြီးတော့ကျွန်တော်တို့ကိုပြည်စည်းလာမှရှိတယ်အဲ့တော့ကျွန်တော်တို့ကမျိုးသားလုံးတွေနဲ့စီးလုံးညီညွတ်ကြပြီးတော့ဒီလိုပြည်ပမှာစီးလုံးညီညွတ်ကြပြီးတော့တော်လိုင်းရေးတတိရှိမျိုးသားရေးတတိရှိနဲ့ဆက်လက်ပြီးတော့အရေးယူဆောင်ရွက်သားရဖို့တတိထားကြပါစို့မျိုးကြပါစို့ဆိုတာကိုတော်ရေးဒီလိုဆိုပါအခုဆက်လက်ပြီးမြန်မာတိုင်းရင်းသားများနဲ့အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြတဲ့မြန်မာရေးဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းများနေပြီးတော့ဆွေးနွေးတင်ပြမှာဖြစ်ပါတယ် Overseas Burma Foundation မှာမဆုဝေမောဆွေးနွေးတင်ပြဖို့ဖိတ်ခေါ်ပါတယ်မင်္ဂလာပါကျွန်မဆုဝေမောပါOverseas Burma Foundation ကိုယ်စားလှယ်တယောက်အနေနဲ့တင်ပြသွားမှာဖြစ်ပါတယ်။ရိုဟင်ဂျာဆိုတာနယ်စပ်ကနေတရားမဝင်ကျူးကျော်ဝင်ရောက်လာတဲ့လူတွေလို့မြင်ပါတယ်။ဘယ်တော့မှလည်းမြန်မာပြည်သားမဟုတ်ခဲ့သလိုတိုင်းရင်းသား135မျိုးထဲမှာလည်းရိုဟင်ဂျာဆိုတာမပါခဲ့ပါဘူး။
ဘယ်တမိုင်းအထောက်အထားမှာလည်းရိုဟင်ဂျာဆိုတာရှာမတွေ့ပါဘူးအဲ့ဒါကိုအားလုံးကလည်းသိပြီးသားဖြစ်မှာပါဆရာကြီးဦးအောင်တင်88မျိုးသားကျောင်းသားကောင်းဆောင်များဖြစ်ကြတဲ့ဦးကိုကြီးကိုမင်းကိုနိုင်ကိုမြအေးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နိုင်ကတူဖြစ်တဲ့ဦးတင်ဦးဒီတောင်စစ်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ကြီးတို့ကလည်းရိုဟင်ဂျာဆိုတာမြန်မာတိုင်းရင်းသားမဟုတ်ဘူးဆိုတာပြောပြပြီးတာပါ။ဒါအပြင်1993ခုနှစ်မှာဆရာကြီးခမောင်စောရေးသားပြုစုတဲ့ Tradition and Modernity in Myanmar ဆိုတဲ့စာအုပ်ထဲမှာ Rohingya Who Are They ဆိုတဲ့ခေါင်းစဉ်နဲ့ Rohingya ရဲ့သမိုင်းလိမ်တွေကိုဖော်ထုတ်ထားပါတယ်။1992ခုနှစ်မှာဒီ so-called Rohingya တွေနဲ့သူတို့ကို support လုပ်ပေးနေတဲ့ journalist တွေရဲ့ support လုပ်ပေးနေတဲ့ journalist တွေကြောင့်မလို့သတင်းစာတွေထဲမှာ Rohingya ရဲ့သမိုင်းလိမ်တွေကိုခဏခဏတွေ့ရတဲ့အတွက်ကြောင့်မလို့သူတို့တွေရဲ့သမိုင်းလိမ်တွေကိုဖော်ပြထားတဲ့ On the Evolution of Muslim Problem in Rakhine State ဆိုတဲ့ခေါင်းစဉ်နဲ့စာတမ်းတစ်ခုပြုစုခဲ့ပါတယ်။အဲ့ဒီထဲမှာ Rohingya တွေနဲ့သူတို့ကို support လုပ်ပေးနေတဲ့ journalist တွေကသမိုင်းကြောင်းတွေကမှားယွင်းတဲ့အကြောင်းနဲ့ Rohingya ဆိုတာမြန်မာစကားလုံးမဟုတ်တဲ့အကြောင်းပြီးတော့ India နဲ့ Bengali လူမျိုးတွေကလည်း Rohingya ဆိုတာလုံးဝမသိပါဘူးလို့ညွှန်ဆိုထားပါတယ်။ Rohingya တို့ရဲ့သမိုင်းကြောင်းကိုရှာဖွေကြည့်တဲ့အခါမှာအမျိုးမျိုးတွေ့ရတဲ့အတွက်ကြောင့်မလို့ encyclopedia တွေနဲ့အခြားစာအုပ်စာပေတွေမှာလည်း Rohingya ဆိုတာမရှိပါဘူးတဲ့။ပြီးတော့ဒီရခိုင်ပြည်နယ်အကြောင်းဆောင်းပါးတွေစာအုပ်တွေတော်တော်များများရေးနေတဲ့စာရေးဆရာ Morris Collins ရဲ့ဆောင်းပါးတွေနဲ့စာအုပ်တွေထဲမှာလည်း Rohingya ဆိုတဲ့စကားလုံးတစ်လုံးမှဖော်ပြထားတာမတွေ့ရပါဘူး။အနှစ်ချုပ်ဖော်ပြထားတာက Rohingya ဆိုတာသမိုင်းအထောက်အထားမရှိတဲ့အမည်တစ်ခုသာဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့အတိုင်းအတာလူမျိုးစုတွေထဲမှာလည်းမပါပါဘူးတဲ့အရင်ကရောအခုရော Rohingya လို့ခေါ်တဲ့လူမျိုးစုမျိုးနွယ်စုဆိုတာမရှိပါဘူးမြန်မာမွတ်စလင်တွေနဲ့ Rohingya တွေနဲ့ကမတူပါဘူးအခုဖြစ်နေတဲ့ Rohingya ပြဿနာကအခြားတိုင်းအတာမျိုးနွယ်စုတွေဖြစ်တဲ့ကချင်ကယားကရင်ချင်းဗမာမွေရခိုင်ရှမ်းစတဲ့တိုင်းရင်းသားအုပ်စုတွေကိုထည့်ပြီးတော့စဉ်းစားရမယ်ပြဿနာမဟုတ်ပါဘူး80%သော Rohingya တွေကဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီးတော့အစာရေစာရှားပါမှုလူကြီးအသိသက်မှုနဲ့အခြားအကြောင်းအကြောင်းတွေကြောင့်မြန်မာနိုင်ငံတွေကိုခိုးဝင်လာတဲ့သူတွေလို့အတီးလင်းဖော်ပြထားပါတယ်အဲ့ဒီလိုတမိုင်းမရှိတဲ့ Rohingya တွေကရခိုင်ပြည်မှာနေရခိုင်ရေကိုတောက်ပြီးတော့ရခိုင်ပြည်ကိုဖျက်ဆီးနေအောင်တွေ့ရတော့ကျမအရင်လည်းဝမ်းနည်းမိတယ်ပြီးတော့နာနာကျင်ကျင်လည်းခံစားရတယ်ရခိုင်ရေကိုခုတ်ပြီးတော့ရခိုင်ပြည်ကိုပြကြကြည့်တာရခိုင်ရေကိုတောက်ပြီးတော့ရခိုင်တွေကိုသွေးချောင်းစီးနေတာရခိုင်ပြည်မှာနေပြီးတော့ရခိုင်ပြည်ကိုဖျက်ဆီးနေရတယ်အဲ့ဒီအကြမ်းဖက်မှုတွေကမြန်မာတိုင်းရင်းသားဖြစ်ဖို့တောင်းဆိုနေရမဟုတ်ဘူးမြန်မာပြည်ကိုကျမတို့ပိုင်တဲ့မြန်မာပြည်ကိုကျူးကျော်နေတာတိမ့်ပိုက်ဖို့ဆိုတာအရင်အဲ့ဒီလိုလူမဆန်တဲ့လုပ်ရက်တွေကိုအချိန်မီတားဆီးရမှာဖြစ်တယ်လို့ကျမတို့ပိုင်တဲ့ကျမတို့နိုင်ငံကိုကျူးကျော်လာတဲ့နယ်ချက်ဘင်္ဂလီလူမျိုးတမိုင်းလိမ် Rohingya တွေကိုမျိုးချစ်စိတ်အပြည့်ညီညီညွတ်ညွတ်နဲ့တိုက်တော့သွားမှာဖြစ်ပါတယ်အခုဖြစ်ပွားနေတဲ့ရခိုင်ပြည်ကအကြမ်းဖက်လှုပ်ရှားမှုတွေကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့ဒီမွတ်စလင်ဘာသာဝင်တွေရဲ့ဘာသာရေးပြဿနာမဟုတ်ပါဘူးအခုဒီတမိုင်းလိမ် Rohingya တွေကဒီလူမျိုးရေးဘာသာရေးတွေကိုလူမျိုးရေးဘာသာရေးတွေကိုခုလုံးလုပ်ပြီးတော့ကျမတို့မြန်မာနိုင်ငံရဲ့စိတ်ဒေသဖြစ်တဲ့ရခိုင်ဒေသကိုကျူးကျော်ဝင်ရောက်သိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်အခုဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေကရခိုင်ပြည်နယ်ကနေတဆင့်ကျမတို့မြန်မာနိုင်ငံလုံးကိုပြန့်နှံ့သွားမှာစိုးရိမ်ရပါတယ်အဲ့ဒီအရေးကတိုင်းရင်းသားအားလုံးရဲ့အရေးဖြစ်တဲ့အတွက်တိုင်းရင်းသားအားလုံးမှာတာဝန်ရှိပါတယ်ဗုဒ္ဓဘာသာကိုယ်ွယ်လည်းမြန်မာတွေမှာလည်းတာဝန်ရှိတယ်မွတ်စလင်တွေမှာလည်းတာဝန်ရှိတယ်တိုင်းရင်းသားအားလုံးမှာတာဝန်ရှိပါတယ်အခုရခိုင်ပြည်နယ်ရဲ့ဖြစ်ပျက်နေတဲ့အကြမ်းဖက်မှုတွေကကျမတို့ရှောက်လန်းနေတဲ့ဒီမိုကရေစီကိုနောက်ပြန်ဆွဲသွားနိုင်ပါတယ်အဲ့ဒီတော့အားလုံးမှာတာဝန်ရှိတယ်ရခိုင်ပြည်မှာပဲဖြစ်လို့ရခိုင်နေပဲတာဝန်ရှိတာမဟုတ်ပါဘူးအရင်ကလည်းသူတို့တွေတတ်နိုင်တဲ့လောက်ရခိုင်ပြည်ကိုကာကွယ်ခဲ့ပါတယ်အခုအချိန်တွေကတစ်ဖက်ကနေစနစ်တကျနဲ့အကွက်ကြကြစီမံတိုက်ခိုက်နေအောင်ခံနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့လူမျိုးရဲ့ဘာသာရေးမခွဲခြားဘဲနဲ့မြန်မာပြည်သားအားလုံးလက်တွဲပြီးတော့အနိုင်တိုက်ဖို့အချိန်တန်ပါပြီကျမတို့ပိုင်တဲ့နိုင်ငံကိုနယ်ချက်တိုင်းသဘာဝသားတွေအထိမခံဘူးငါတို့ပြည်ကိုတက်လက်မအထိမခံဘူးဆိုတဲ့တမဏိစိတ်ဓာတ်နဲ့ကျမတို့မြန်မာပြည်မြေပုံလေးလှမ်းမြန်တိုင်းလှနေစေဖို့
အားလုံးလက်တွဲပြီးညီညွတ်ပေးကြပါလို့တိုက်တွန်းချင်ပါတယ်နိုင်ငံတော်ဆိုရအနေနဲ့လည်းကျမတို့တောင်းဆိုချင်တာနိုင်ငံတော်အစိုးရအနေနဲ့ကလည်းပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ပေးပါကျမတို့ရခိုင်ပြည်လုံးပြမကြခင်ဆုံးဖြတ်ချက်တစ်ခုကိုအများဆုံးချမှတ်လို့ဒီသမိုင်းလေရိုဟင်ဂျာတွေရဲ့အရေးကိုဥပဒေဖောင်တွင်းကနေပြီးတော့ထိထိရောက်ရောက်နဲ့ဖြည့်ရှင်းပေးပါလို့ Overseas Burma Foundation ရဲ့ကိုယ်စားလှယ်တယောက်အနေနဲ့ကျွန်တော်ဆုမွန်ကတောင်းဆိုလိုက်ပါတယ်ကျေးဇူးပါအခုဆက်လက်ပြီးBurma Point ရဲ့တာဝန်ခံဖြစ်တဲ့ကိုမိုးချမ်းမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB ရဲ့ကိုယ်စားဆွေးနွေးတင်ပြပါမယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီပြည်ထောင်စုမြန်မာနိုင်ငံမြို့သားကောင်စီရဲ့ member ဖြစ်နေကျွန်တော်တို့ဘာမှ point ရတယ်ဒီရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာတော့မြို့သားကောင်စီကိုစားကျွန်တော်ကြွားလာကြတဲ့တန်ခါတော်များနဲ့ကျွန်တော်တို့ပြည်ပပြည်သူပေါင်းကျွန်တော်တို့ရေပေါ်ရေပက်ပေါင်းတင်ပြချင်ပါတယ်ဒီနေ့ဖြစ်နေတဲ့အခြေအနေကကျွန်တော်တို့အပိုင်းနှစ်ပိုင်းဖြစ်နေတယ်အဲ့ဒီအပိုင်းနှစ်ပိုင်းပုံမှာကျွန်တော်တို့ခုနပုံမဦးလာတာတင်ပြလို့ပဲမိသားစုလိုပဲပေါ့နော်ကျွန်တော်တို့သတိထားပြီးတော့ကြည့်ဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကတော့နံပါတ်1အမျိုးသားရေးပေါ့နော်တပြန်တဲ့ထက်မှာကျွန်တော်တို့အားလုံးရှိနေသေးတဲ့နောက်ထပ်ရေးကတော့နိုင်ငံရေးပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ပြောနေကြတဲ့ရိုဟင်ဂျာကိစ္စဆိုတာကကျွန်တော်တို့အနေနဲ့ကတော့ဒါကအမျိုးသားရေးပေါ့နော်တပြန်တဲ့ထက်မှာကျွန်တော်တို့ကြုံတွေ့နေတဲ့အပိုင်းကလည်းနိုင်ငံရေးအပိုင်းကလည်းဆက်နွယ်နေတယ်လို့ဆက်နွယ်သလိုဖြစ်နေတယ်အဲ့လိုဆက်နွယ်အောင်လဲလှုပ်ထားတဲ့လူတွေကလှုပ်ထားကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီအပိုင်းနှစ်ပိုင်းပေါ်မှာကျွန်တော်တို့ကိုယ်တိုင်ကိုနိုင်ကမရောထွေးမိဖို့လိုတယ်လို့တော့ကျွန်တော်တင်ပြချင်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းမရောထွေးမိအောင်ကျွန်တော်တို့ဆက်လက်ပြီးကြိုးစားနေပါတယ်လက်ရှိအနေထားမှာတော့ကျွန်တော်တို့ကမရောထွေးပါဘူးဆက်လက်ရောထွေးဖို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒါကျွန်တော်တို့ဆက်ပြီးကြိုးစားရမယ်ခုနပုံပုံမိန်ကြားသလိုပဲတတိရှိရမယ်အပိုင်းကိုတင်ပြတာပါအဲ့ဒီမှာကျွန်တော်ဆက်ပြီးတင်ပြချင်တာကကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံမြို့သားကောင်စီမှာဆိုလို့ရှင်တော့ကကျွန်တော်တို့ဒီတိုင်းရင်းသားမြန်မာနိုင်ငံတိုင်းရင်းသားများစွာလည်းပါရှိသလိုကျွန်တော်တို့မွတ်စလင်အခြေပြုအဖွဲ့အစည်းနိုင်ငံရေးအဖွဲ့အစည်းတွေပေါ့နော်နိုင်ငံရေးအဖွဲ့အစည်းတွေပါရှိပါတယ်ဒါကဖွဲ့ဝင်တွေနဲ့တည်ရှိတာကိုကျွန်တော်တင်ပြတာပါတော်တော်လည်းပဲဒီနေ့ဒီချိန်မှာကျွန်တော်တို့ဖြစ်ပေါ်နေတဲ့အခက်အခဲကရိုဟင်ဂျာအခက်အခဲဖြစ်ပါတယ်ဆိုတော့ပြည်ထောင်စုမြန်မာနိုင်ငံမျိုးသားကောင်စီအနေနဲ့အတိတ်ကလည်းရိုဟင်ဂျာကိုလူမျိုးစုအနေနဲ့မတတ်မှတ်ခဲ့တယ်လို့ဒီနေ့ဒီချိန်မှာရိုဟင်ဂျာဆိုတာလူမျိုးစုအနေနဲ့တိုင်းရင်းသားလူမျိုးတစ်ခုအနေနဲ့ကျွန်တော်တို့သတ်မှတ်ထားတာလည်းမရှိပါဘူးဆွေးနွေးနေတာလည်းမရှိပါဘူးဒါကိုကျွန်တော်ဒီမှာကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံမျိုးသားကောင်စီခေါင်းဆောင်တွေရဲ့ကိုစားကျွန်တော်ဒီမှာအတိအလင်းတင်ပြချင်ပါတယ်တကယ်နဲ့ထမှာပြည်ထောင်စုမြန်မာနိုင်ငံမျိုးသားကောင်စီအနေနဲ့ကလည်းရိုဟင်ဂျာဆိုတဲ့နာမည်နဲ့အမည်နာမနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံရေးဖွဲ့စည်းတွေနဲ့လည်းပူးပေါင်းပြီးတော့အလုပ်လုပ်နေတာမရှိပါဘူးဆိုတော့နောက်တစ်ခုကျွန်တော်တင်ပြချင်တာကတရားဥပဒေစိုးမိုးမှုပေါ့နော်ဒီကိစ္စကတော့ကျွန်တော်ဒေါ်ဆန်းစုကြည်လည်းအများအားပြောပါတယ်တရားဥပဒေစိုးမိုးမှုတရားဥပဒေစိုးမိုးမှုဆိုတဲ့နေရာမှာကျွန်တော်တို့အားလုံးသိထားဖို့လိုတာကတော့တရားဥပဒေစိုးမိုးမှုကိုကျွန်တော်တို့ကတကယ်အကောင့်ထဲပေါ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖက်လိုက်လို့မရပါဘူးဖက်မလိုက်စတန်ကျွန်တော်တရားဥပဒေစိုးမိုးမှုကိုအကောင့်ထဲပေါ်မှာဖြစ်ပါတယ်ဒီနေ့ဒီချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းပဲတိုင်းပြည်မှာအုပ်ချုပ်နေတဲ့အစိုးရကဖက်လိုက်နေတဲ့အနေအထားမျိုးရှိနေသေးတယ်လို့ကျွန်တော်ယူဆပါတယ်အဲ့ဒီဖက်လိုက်ပဲနဲ့လုပ်ဖို့လိုတာကတော့ခုနကျွန်တော်ရခိုင်မျိုးသမီးမရင်းချင်းခံရတဲ့ကိစ္စနဲ့စပြီးတော့မှဖြစ်ပေါ်တောက်လျှောက်ဖြစ်ပေါ်လာတဲ့ကိစ္စမှာဥပမာဗလီဆရာတက်တဲ့ကိစ္စတွေအပအဝင်ကျွန်တော်တို့ဗုဒ္ဓဘာသာကားဆွဲတဲ့လူတွေကိုတက်တဲ့ကိစ္စတွေအပအဝင်ဒါတွေကအားလုံးဒီစုံစမ်းစစ်ဆေးဖို့ပေါ့နော်နိုင်ငံတော်အစိုးရနဲ့အမြန်ဆုံးစုံစမ်းစစ်ဆေးပြီးတော့ဖော်ထုတ်ဖို့လိုတယ်လို့တော့ကျွန်တော်ထင်ပါတယ်စုံစမ်းစစ်ဆေးပြီးတဲ့နေမှာဒီရလဒ်ကိုနိုင်ငံတကာကိုသိပေးဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်ဘယ်ကနေဘယ်လိုဖြစ်လာလဲဘာကြောင့်ဖြစ်လဲဒီဇစ်မြစ်ပေါ့နော်ပြဿနာရဲ့ဇစ်မြစ်ပေါ့နော်အဲ့ဒီလိုစုံစမ်းဖော်ထုတ်ပြီးတော့ရလဒ်ကိုတင်ပြပြီးတဲ့နောက်မှာလိုအပ်တယ်လို့ဆက်လက်ပြီးတော့မှဆွေးနွေးဖို့
ပြည်သူပြည်သားတွေချင်းချင်းကြားထဲမှာတိုင်းရင်းသားတွေချင်းကြားထဲမှာအစိုးရကိုယ်စားလှယ်ကြားထဲမှာဆွေးနွေးဖို့ဒီအပြင်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့လိုအပ်တယ်လို့ရှိတဲ့ဥပဒေကိုပြုပြင်ဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အဲ့ဒီဥပဒေကိုပြင်ဆင်ဖို့ဆိုတာကလက်ရှိရှိနေတဲ့ကျွန်တော်တို့ပါလီမန်ကိုအလဟတ်သက်ထားလို့မရပါဘူးကျွန်တော်တို့ပါလီမန်ဆိုတာဆိုလို့ကျွန်တော်ပြောချင်တာကနေပြည်တော်ပါလီမန်ပြောတာပါသူတို့ကတော့2008ခြေကဥပဒေနဲ့လုပ်လာတဲ့ပါလီမန်ပေါ့လေအဲ့ဒီပါလီမန်ကိုအလဟတ်သက်ထားရတဲ့သဘောမှရှိလောစင်နေထားမှာတော့ဆိုတော့ဒီပါလီမန်ကနေပြီးတော့မှပဲဥပဒေပြုဘယ်ကနေပဲဥပဒေပြုဖို့တော့လိုနေတယ်အဲ့ဒီဥပဒေပြုဖို့ဆိုတာကျွန်တော်တို့စနစ်ရှိဖို့လိုတယ်ဒီနေ့ဒီချိန်မှာပြဿနာကကျွန်တော်တို့မှာစနစ်မရှိဘူးစနစ်ပြပြားနေတယ်ဒီစနစ်ဖြစ်ပေါ်လာဖို့အတွက်ကိုလည်းတစ်ဖက်ကဥပဒေပြုရတယ်လို့ဒီဥပဒေပြုလာဖို့အတွက်ကိုလည်းစနစ်ဖြစ်ဖို့လိုတယ်ဒါကိုတပြိုင်နက်တည်းပေါ်ဆောင်ဖို့လိုတယ်လို့တော့ကျွန်တော်ဒီမှာတင်ပြချင်ပါတယ်ဒီကိစ္စပေါ်ဆောင်တယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ NLD ကခေါင်းဆောင်တွေပြောသွားသလိုပဲကျွန်တော်တို့ကစက်တက်လည်းမရှိဘူးကျွန်တော်တို့ကိုယ်၌ကလည်းအစိုးရမဟုတ်ဘူးဒီအတွက်ကြောင့်ကျွန်တော်တို့မှာအခက်အခဲရှိတယ်သူတို့လည်းပဲလက်ရှိနေထားမှာတော့ပါလီမန်မှာဟလာဆိုကြပါစို့နေပြည်တော်ပါလီမန်မှာပါဝင်နေတဲ့ပုံကိုယ်တွေအထူးသဖြင့်ကျွန်တော်ဒေါအောင်ဆန်းစုကျွန်တော်မျိုးဒီမိုကရေစီခေါင်းဆောင်မျိုးသားခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ဆိုဒီမှာလည်းကျွန်တော်ပါလီမန်မှာပါနေပြီဆက်လက်ပြီးတော့မှဒေါအောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့မှဒီဥပဒေတွေလိုအပ်တဲ့ဥပဒေတွေပြုပြင်သွားလိမ့်မယ်လို့တော့ကျွန်တော်တော့ဒီနေရာမှာဒီလိုပဲယုံကြည်မိပါတယ်ဒီပုံမှာလည်းဝိုင်းဝန်းပြီးတော့မှလိုအပ်တာတွေကိုဖြည့်ဆွတ်ပေးဖို့အတွက်ကိုဖြည့်ဆည်းပေးဖို့အတွက်ကိုကျွန်တော်ဒီနေရာကနေမေတ္တာရပ်ခံတောင်းဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တက်တာကာလကျွန်တော်တို့နောင်လိုကြီးတွေမှာလည်းဒီမြန်မာပြည်ရဲ့ပြက်ပြားခဲ့တဲ့ပြက်သုံးခဲ့တဲ့စနစ်အောက်ကနေကြီးပြင်းလာကြတဲ့အတွက်ကြောင့်အနာဂတ်မှာဒီစနစ်မရှိလို့ရှိတော့အနာဂတ်မြန်မာနိုင်ငံစီလည်းဘုလက်ထဲကြာရောက်မယ်ဆိုတော့ကျွန်တော်လည်းပြောလို့မရပါဘူး။ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ဒီချိန်မှာ emotional အနေနဲ့ကျွန်တော်တို့ပြောဖို့ဆိုဖို့ဒီမကဘဲနဲ့လက်တွေ့ကြကြကိုရှေ့အနာဂတ်စနစ်တစ်ခုဒီမိုကရေစီစနစ်ကျွန်တော်တို့ Federal ပြည်ထောင်စုဆိုတဲ့စနစ်ပေါ်ပေါက်လာဖို့အထိကိုကျွန်တော်တို့ဝိုင်းဝန်းပြီးတော့မှဒီစနစ်ကိုပေါ်ဆောင်ကြဖို့အတွက်ကျွန်တော်ဒီနေရာနဲ့တောင်းဆိုရင်မေတ္တာရပ်ခံရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပါအခုဆက်လက်ပြီး NLD လွန်မြောက်နယ်မြေ America United States of America ကိုနေတင်မှဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲဒီကလာပါခင်ဗျာအခုကြောက်လာကြတော့ဆရာတော်ကြီးများမျိုးချစ်တခိုင်လူမျိုးများနဲ့ရေဘော့ပေါင်းလို့ခင်ဗျာဒီခုလိုဒီနေ့ဒီနေရာမှာရေဘော့ပေါင်းနဲ့ကျွန်တော်စုံစည်းခွင့်ရခွင့်တဲ့အတွက်အများကြီးဝမ်းသာပုံမိပါတယ်ဒါအပြင်ခန္ဓာမှုနဲ့ကွာအခမ်းအနားစီစဉ်ပေးကြတော့ဒီခိုင်လူမျိုးအားလုံးကိုလည်းကျွန်တော်ဒီနေရာကနေကျေးဇူးအများကြီးတင်ရှိပါတယ်အခုကျွန်တော်ပြောဆိုတင်ပြချင်တာကတော့ဒီမေလ28ရက်မှာဖြစ်တဲ့ရေကင်းတစ်ခုကြောင်းပါပဲအဲ့ဒီမှာအဓိကတရားမဝင်နေထိုင်ရတဲ့ဗဟန်ကာလီများကြောင့်ရခိုင်ပြည်နယ်မှာမြစ်တင်းနေထိုင်တဲ့ရခိုင်လူမျိုးများဟာကိုပိုင်တဲ့ကိုမြေကိုရေကိုဒေသမှာနေထိုင်ပြီးတော့ကိုကိုလုံခြုံမှုကင်းမဲ့နေပြီးကြီးလက်စာစားနေရတဲ့ဘဝကိုရောက်နေရတာပဲဖြစ်ပါလေတာရကအဖြစ်ပြောမယ်ဆိုရင်မက်ခင်ပီတာကျွေးကိစ္စကိုကြည့်ချင်းအဖြစ်သိနိုင်ပါတယ်ဟိုအရင်တုန်းကလည်းဒီကိစ္စတွေကအများကြီးဖြစ်ခဲ့ပူပါတယ်ဒီလိုဖြစ်ခဲ့တဲ့အဓိကအကြောင်းအရေးခံတရားခံဟာစစ်အာဏာရှင်များနောက်ပိုင်းတိုင်းမှုများနဲ့လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ရဲ့လက်ပေးလက်ယူမှုခြားစားမှုအကျင့်ပြမှုတူတရားကိုငွေသိန်းပေါင်းများစွာယူပြီးတရားမဝင်တဲ့သူတွေကိုတရားဝင်မှုဖြစ်အောင်ပြုလုပ်ဆောင်ရွက်ပေးတဲ့ကိုတိုးရှာသူများရဲ့အဓိကတရားခံမှာဖြစ်ပါတယ်အဲ့ဒါအဓိကတရားခံဘယ်သူလဲလို့မေးမယ်ဆိုရင်ယခုလက်ရှိဒီဇဲဆိုမှာရှိနေကြတဲ့ရခင်ကနာအဖစစ်ကောင်းဆောင်များကျန်းဖွင့်များသူတို့အားလုံးကအဓိကတရားခံတွေပဲဖြစ်ကြပါတယ်ဒါတွေကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းမလဲဘယ်လိုဆောင်ရွက်မလဲဆိုတာဒီလက်ရှိဒီဇဲဆိုကပြတ်ပြတ်သားသားဖြည့်ရှင်းဆောင်ရွက်ဖို့လိုပါတယ်ကျွန်တော်ထပ်ပြောချင်တာက
ဒီရိုဟင်ဂျာလူမျိုးစုဟာကျွန်တော်တို့မြန်မာပြည်မှာဘယ်တော့ခါမှတိုင်းသားလူမျိုးစုတွေမှာမပါရှိခဲ့ပါဘူးဒါသူတို့ကတရားဝင်ဖို့နယ်ပယ်ရရှိဖို့သူတို့ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒေသခံဖြစ်တဲ့ရခိုင်လူမျိုးတွေသူတို့ရဲ့မိဘဘိုးဘွားပိုင်နေတဲ့နေရာဒေသတွေမှာဘာမှမဟုတ်တဲ့ဒီတရားဝင်တဲ့ရိုဟင်ဂျာတွေကိုဉာဏ်ပြည်ဒေသခွဲပေးဖို့အတိအကျထားဖို့တရားဝင်ဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဒီအနောက်တိုင်းကြီးဖြစ်တဲ့ကျွန်တော်တို့အနောက်ဘက်ခြမ်းကရခိုင်လူမျိုးတွေဟာကာကွယ်ပေးခြင်းဟာရခိုင်လူမျိုးတစ်ခုတည်းကာကွယ်ပေးခြင်းမဟုတ်ပါဘူးကျွန်တော်တို့အမြင့်မာပြည်မှာနေထိုင်တဲ့တိုင်းဒေသလူမျိုးစုအားလုံးပြည်ထောင်စုကြီးအားလုံးကိုကာကွယ်ပေးခြင်းဖြစ်ပါတယ်ဒီအနောက်တိုင်းကြီးကပြိုကွဲသွားမယ်အနောက်တိုင်းမှာရှိနေတဲ့ဒီရခိုင်လူမျိုးတွေဟာကာကွယ်မှုမရှိခဲ့ဘူးဆိုရင်ဒီရိုဟင်ဂျာတွေဟာစိတ်ပြန့်ဝင်လာပြီးကျွန်တော်တို့မြန်မာပြည်ကြီးကိုတွန်းမိုးပြီးချုပ်ကန်ပြီးအမျိုးဘာသာသာသနာကိုပယ်ဖြတ်အောင်စူးစမ်းသွားကြမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေရာကပြောချင်တာကတော့အနောက်တိုင်းကြီးကိုကာကွယ်ပေးနေတဲ့ပြည်ထောင်စုတိုင်းသားတွေကရခိုင်လူမျိုးများတွေကိုကျွန်တော်ပြည်ထောင်စုတိုင်းသားများအားလုံးရဲ့ကိုယ်စားအရန်လေးစားဂုဏ်ယူမိပါတယ်။နောက်တစ်ခုကလည်းဒီကိစ္စကိုကျွန်တော်တို့လက်ရှိဒီစဲအရပြတ်သားကိုင်တွယ်ပြင်ရှင်းဖို့လိုပါတယ်။ပွင့်လင်းရိုးသားမှုတာဝန်ခံမှုတာဝန်ယူမှုတရားဥပဒေစိုးမိုးမှုနဲ့တရားဝင်ရှိဖို့လိုအပ်ပါတယ်။ဒါအပြင်နိုင်ငံသားဖြစ်ခွင့်နဲ့ဆက်နေတဲ့ဥပဒေများကိုလည်းဒီစဲတရားဝင်ဆိုရကအမှန်တကယ်အသက်ဝင်လာဖို့လိုအပ်ကြောင်းကိုလည်းဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ဒါပြင်ခုနပေါ်ပြခဲ့တဲ့88ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ကိုကြီးကိုမြအေးစတဲ့သူတွေကလည်းရိုဟင်ဂျာဆိုတာတိုင်းသားလူမျိုးစုတွေမှာဘယ်တော့ကာမှမရှိခဲ့ပါဘူးလို့တရားဝင်ပေါ်ပြထားခဲ့ပါတယ်။ကိုဒေတာကိုနယ်ပယ်မှာထွက်တဲ့ gas ကိုတော့ကိုသုံးခွင့်မရှိဘဲနဲ့ရေမရှိမီးမရှိနဲ့ချိုးတက်စွာနေခဲ့ရတဲ့ခိုင်လူမျိုးတွေပါပဲ။အဲ့ဒါဘယ်သူမှတာဝန်ရှိတယ်လဲမေးမယ်ဆိုရင်ခုအရင်တော့ကနာအဖတစ်ဖြစ်ခုဒီစဲအစိုးရမှာရှိပါတယ်တာဝန်ရှိပါတယ်ဒီ gas ကိုထွက်ပြီးတော့ပြင်မကိုရောင်းချပြီးတော့ကိုဒေတာရခိုင်လူမျိုးတွေရဲ့ဒေတာကိုဖွံ့ဖြိုးတိုးတက်မှုမရှိအောင်လုပ်ပေးတာကလည်းဒီနာအဖအစိုးရတစ်ဖြစ်ဒီစဲအစိုးရနေပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကတိုင်းဒေသအားလုံးနဲ့စုပေါင်းညီညာစွာဖွဲ့စည်းတည်ဆောက်ထားတဲ့နိုင်ငံတော်ကြီးဖြစ်သည့်အားလျော်စွာလက်သက်စိတ်တော့လက်ထိတ်နာတို့လိုပဲတိုင်းဒေသလူမျိုးစုရဲ့ရေးခင်းဟာကျွန်တော်တို့မြန်မာလူမျိုးအားလုံးရဲ့ရေးခင်းဖြစ်ပါတယ်ရခိုင်လူမျိုးတစ်ခုရဲ့ပြဿနာကျွန်တော်တိုင်းဒေသလူမျိုးအားလုံးရဲ့ပြဿနာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေဟာစုပေါင်းညီညာစွာဖြင့်ရေန်ဂျာလူမျိုးစုတွေကဘယ်တော့မှမရှိခဲ့တဲ့ဥစ္စာကိုအရှိလို့တရားဝင်တာကိုတရားဝင်လုပ်တဲ့ဥစ္စာတွေကိုခုလက်ရှိတီဆဲဆိုရကပြသားနဲ့ကိုင်တွယ်ပြင်ရှင်းပြီးတော့လုံဆောင်ဖို့ကျွန်တော်ဒီနေရာကလေးနဲ့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့တိုင်းသားလူမျိုးစုများဖြစ်တဲ့ရခိုင်တိုင်းသားရဲ့ပြဿနာအများဆုံးဖြေရှင်းနိုင်ပါစေကျွန်တော်တို့ရခိုင်တိုင်းသားတွေရဲ့ရေတော်ပုံကြီးအများဆုံးအောင်မြင်ပါစေလို့ကျွန်တော်ပြောကြရင်းနဲ့ဒီကုန်းချုပ်ပါတယ်ခင်ဗျာခုဆက်လက်ပြီးကိုအောင်မွေးဟုတ်ကဲ့ဆွေးနွေးတင်ပြဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီထူးထူးခြားခြားเนาะကျွန်တော်တို့ပြည်ပကျွန်တော်အထက်ကိုဖုန်းတော်ကြည့်ရတာเนาะကျွန်တော်တချို့အတူတွေဆိုရင်ဒီ hip hop တွေလုပ်နေတဲ့ဟာသူတို့ hip hop ကိုအချိန်မလုပ်နိုင်ဘူးဒီနေ့အင်တာနက်ရဲ့ကျေးဇူးကြောင့်အမျိုးသားကြီးကျွန်တော်တို့အရှိန်မြင့်တယ်ဒါကကျွန်တော်တို့ကောင်းတဲ့ချက်ပဲအဲ့တော့ဆရာဦးမောင်ကြီးကပြောတယ်မန္တလေးမှာဖြစ်နေတဲ့ကိစ္စဆိုကျွန်တော်တို့ကမန္တလေးသားတွေရခိုင်နေတိုင်းရင်းသားတွေကဒါတွေဖြစ်နေတယ်ဆိုတာကို10စုနှစ်ပေါင်းများတော့ပြောခဲ့တယ်
ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကဘာဖြစ်နေလဲဆိုတော့အမျိုးသားသွေးစည်းညီညွတ်ရေးပြိုကွဲနေတော့မန္တလေးရန်ကုန်ကပြောတဲ့စကားကိုပြည်နယ်တွေကမကြောက်ပြည်နယ်တွေမှာဒီပြင်တိုင်းသမားသားတွေကရွာမီးရှို့မရင်းကျန်လူတက်နေတဲ့ကိစ္စကိုပြည်မာကြီးကလူတွေကမခံနိုင်ဘူးအဲ့လိုတွေဖြစ်နေတယ်ကွာအဓိကကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာကအမျိုးသားသွေးစည်းညီညွတ်ရေးပြိုကွဲနေဖြစ်နေတဲ့ပြဿနာဒါကြောင့်ကျွန်တော်ကဒီကောင်းတွေသိကြတယ်ကျွန်တော်တို့ပြည်ဝဲပြည်ပမှာဒါကကျွန်တော်တို့အကောင်းဆုံးချိန်ကိုက်လှုပ်ရှားမှုအချိန်ပဲလို့ကျွန်တော်ပထမဆုံးပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီရိုဟင်ဂျာပြဿနာကိုပြောတဲ့အခါမှာဒီ Islamic ပြဿနာတွေကကျွန်တော်တို့ line ဆွဲတယ်ကျွန်တော်ကဒီကိုရောက်တဲ့အချိန်မှာကျွန်တော်တို့က9/11နဲ့ပတ်သက်လို့ကျွန်တော်တို့တက်ချင်တဲ့ biotechnology တွေ nuclear technology တွေကျွန်တော်တို့တက်လို့မရဘူးကျွန်တော်တို့ကအဲ့ဒါတွေကြုံနေရတယ် interview လဲyou give it good but you're not American citizen ဒါတွေအများကြီးကျွန်တော်တို့ interview တွေကြုံတယ်အဲ့တော့ကျွန်တော်ကစဉ်းစားတယ်ဗျဒီနိုင်ငံဟာကျွန်တော်တို့နိဗ္ဗာန်ဘုံတစ်ခုလို့ကျွန်တော်တို့အကုန်ပေးခဲ့တယ်ပညာရေးစီးပွားရေးပေးခဲ့တယ်အဲ့တော့ဒီနိုင်ငံကိုကျွန်တော်တို့က contribute တစ်ခုပြန်လုပ်အဲ့တော့ကျွန်တော် focus ကလောလောဆယ်ကျွန်တော် American foreign policy နဲ့ကျွန်တော် national security ကိုပဲအဓိက focus တာအဲ့တော့ကျွန်တော်ကအမျိုးသားလုံခြုံရေးကိုပြောတဲ့အခါမှာလူများမျှော်လင့်နေတယ်ကိုတိုင်းပြည်ကိုကျူးကျော်လာတဲ့သူတွေပေါ်မှာလူခွေကြီးတွေဘာတွေဆိုတာကျွန်တော်တွေကမျှော်လင့်နေရမှာမဟုတ်ဘူးကျွန်တော်တို့ focus ကကျွန်တော်တို့အမျိုးသားလုံခြုံရေးကောင်စီမှာကျွန်တော်တို့က Bush ရဲ့အဖြစ်တွေနဲ့ကျွန်တော်တို့စတာကိုစာသင်ခန်းမှာ Mohammed က6 century မှာမဒီနာကိုတိုက်အခုမက်ကာလို့ဖြစ်လာမယ်တိုက်ပွဲရပြင်းမအောင်ဘာမှမအရေးကြီးဘူးဟာနတ်ကိုဝယ်တယ်ပါလာရှိအဲ့ tribe ခေါင်းဆောင်တွေနဲ့ညီကိုရှိတ်လုပ်ကြတော့အခုသူတို့ပြောနေတဲ့ Ramanda တို့နော်ဒါမွတ်စလင်ဥပုသ်စောင့်ကြည့်တဲ့လားဒါဒီထဲမှာ Islam တချို့ပါပါတယ် Ramanda တို့ခင်ဗျားတို့တောက်ကြနေမှာ9ချိန်ဝတ်ပြူတာတွေဖျား9ချိန်ဝတ်ပြူတာတွေဆိုတာ Islam ကစတာမဟုတ်ဘူးအရင်နတ်ကိုဝယ်တဲ့သူတွေနဲ့ညီကိုရှိတ်လုပ်ပြီးမှအချိန်တွေတစ်ခုကိုဖန်တီးကြတာငြိမ်းချမ်းအောင်အဲ့တော့အရင်တော့ကနတ်ကိုဝယ်တဲ့သူတွေညှိတယ်အမေကိုဝယ်တဲ့နတ်က3လကိုပဲငါတို့ဟာလေ3လဟိုဘောလုံးမထိုင်ပြီးတယ်ပြန်မှာပူလက်ချန်ပီယံရတယ်ဆိုအဲ့လိုညှိတော့မိုးဘာဘက်ကလက်မခံမင်းကိုဝယ်တာကိုလည်းငါတို့ကိုဝယ်ကြမလို့ငါကိုဝယ်တာကိုလည်းမင်းတို့ကိုဝယ်ကြမလို့ငါတို့အကုန် social principle တွေကိုညီကိုရှိတ်လို့အဲ့တော့မက်ကာနဲ့ဒီအစ္စလာမ်ကျမ်းကိုကြည့်ပါကိုရန်ကျမ်းကကျွန်တော်တို့ကအပိုက်လိုက်လွတ်ချက်ခဲ့ရအဲ့တော့ကျွန်တော်တို့အစ္စလာမ်အခုဒီနေ့ပြောနေတယ်အစ္စလာမ်နဲ့မွတ်စလင်နဲ့ဖြစ်တယ်ဆိုတာလေကျွန်တော်တို့လာမရှိတယ်ဒီကနေ့အကြမ်းဖက်တိုက်နေတဲ့သူတွေကအစ္စလာမ်ဘာသာမဟုတ်ဘူးအစ္စလာမ်ဘာသာဟာအဲ့ဒါကိုခွင့်မပြုကျူးကျော်တဲ့ကိစ္စပဲအဲ့တော့နှစ်ကြာလာတော့ဘာဖြစ်လာလဲဆိုတော့သူတို့ကဒီဆူရာတွေက swine ဆိုတဲ့အပိုက်ယူပြီးတော့ဟိုဖျားတခင်ကိုမယုံကြည်တဲ့ကောင်တွေပတ်လို့ဆိုတဲ့အဲ့လိုကြွေးကြော်နိုင်နေတာဒါ Al-Qaeda brand ဘာလို့ဖြစ်လာတာဟုတ်နော်ဒါကျွန်တော်ပထမဆုံးကျွန်တော်တို့ဒီနေ့ပြောနေတယ်ကျွန်တော်တို့ကဘာသာရေးလူမျိုးရေးဖြစ်နေဆိုတာလုံးဝမဟုတ်ဘူးရိုလင်ဂျာဆိုတာတော့လူမျိုးလို့ကျွန်တော်အတတ်မှတ်ခဲ့တဲ့အတွက်လူမျိုးရေးဖြစ်တာမဟုတ်ဘူးဘာသာရေးရတယ်ကျွန်တော်တို့မြန်မာမွတ်စလင်တို့ဘာလို့ခွဲပြောနေတယ်အစ္စလာမ်နဲ့ဖြစ်နေတဲ့ကိစ္စမဟုတ်ဘူးဒီကိစ္စကျူးကျော်သူနဲ့ကျူးကျော်ခံရသူနဲ့ဖြစ်နေတဲ့ပြဿနာနော်ကျူးကျော်သူနဲ့ကျူးကျော်ခံသူဖြစ်နေတဲ့ပြဿနာဆိုတော့တော်တော်များများပြောကြတယ်ဗျဒီကျွန်တော်တို့တိုင်းနိုင်ငံကြီးရဲ့ပြဿနာကိုဟိုရင်စင်ချူရီကပြောပြီးတော့ထောက်ပြကြတယ်နော်အဲ့ဒီပြဿနာကြီးကကျွန်တော်တို့နိုင်ငံမှာရှိတာပေါ့ဒါက Greece သွားကြည့် Middle East သွားကြည့် Ottoman Empire ကြီးကအကုန်လုံးအဲ့လိုဖြစ်ခဲ့တာအဲ့လိုဖြစ်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ကဘယ်လိုပြန်ပြီးအမျိုးသားသွေးစည်းညီညွတ်ရေးလုပ်ရမလဲဆိုတဲ့အချက်ကိုကျွန်တော်စဉ်းစားရမှာနော်အဲ့တော့အခုပြောတယ်ဒါကျွန်တော်ကမန္တလေးကကျွန်တော်အမျိုးတော်တော်များများကချင်နေနဲ့အိမ်အောင်ကြားရတာဆိုတော့ကျွန်တော်အဖေမိကငယ်ငယ်တည်းကျွန်တော်တက်ကတူတက်နေတဲ့ပြည်နယ်တွေကိုနှွေးရဒီတိုင်းပြောပြည်နယ်တွေကဘဝတွေခံစားနိုင်အောင်အဲ့တော့အခုပြောတဲ့အခါမှာကျွန်တော်ဖာသွားတတိယတော့ကျွန်တော်တို့ဒီ transition ကာလဟာဆိုဗီယက်ပြည်တော်စုမပြိုကွဲခင်အခြေအနေတွေကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းကြတယ်ဟလာလက်လက်တွေတောင်းကြတယ်ကျွန်တော်က62ခုနှစ်မှာဝယ်ရမ်းပြဖြစ်တယ်ဝယ်ရမ်းပြဖြစ်တော့အစိုးရကိုစီးပွားရေးထိုးစင်းနဲ့လုပ်မယ်ဆိုတဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကြားမှာလည်းကျွန်တော်တို့စီးပွားရေးလုပ်ခဲ့ရတယ်နာမည်ပေါင်းစုံနဲ့လုပ်ခဲ့ကြတယ်အဲ့တော့ဖြစ်တာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တိုင်းရင်းသားတွေက balance မညီဘူးအကုန်လုံးကဒီမိုကရေစီရေးတိုက်တဲ့သူကတိုက်နေတယ်တိုင်းရင်းသားရေးကအဓိကဆိုပြီးတော့အစိုးရနဲ့စီးပွားရေးလုပ်တဲ့သူကလုပ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ကြတာတွေကြုံခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ကရင်ကိုရတာဟုတ်ဟာပြည်တွင်းကလူတွေပြောလာတယ်နားမထောင်ကြပါလားဒီအစိုးရနဲ့စီးပွားရေးလုပ်လို့မရဘူးအခုအနှစ်20ကြာတော့တမိုင်းကတစ်ပတ်ပြန်နေပါတယ်ကချင်ရဲ့ကြောက်ရက်တွေဘာဖြစ်ကုန်လဲမိုးကုတ်ကဘာဖြစ်ကုန်လဲအကုန်ပါသွားတာပဲဒီစစ်တပ်မှာလူမျိုးမရှိဘူး
သူတို့မှာသူတို့အာဏာပဲရှိတယ်အဲ့တော့ဒါလေးထားလိုက်ဟုတ်လားဒီဟာတွေပြောနေကျွန်တော်တို့ topic နဲ့ဝေးတော့အဲ့တော့ပါလက်စတိုင်းနဲ့ကျွန်တော်တို့ဂျူးတွေကြည့်တာပါလက်စတိုင်းနဲ့ဂျူးပြဿနာမှာဂျူးဘာကြောင့်ထောင်တက်သွားလဲဂျူးကပြဿနာတက်တဲ့ခါမှာငါတို့ဂျူးနိုင်ငံထောင်နေကြွေးကြော်လိုက်ကြိုက်တဲ့နိုင်ငံကလာတဲ့ဂျူးလာတယ်သူတို့အကုန်ဝယ်ခံလို့တယ်နော်ပါလက်စတိုင်းပါပြဂျော်ဒန်ကနေထုတ်ခံရတယ်ဟိုမှာလေဘနွန်မှာလုံနေတဲ့ကောင်ကိုတူနီရှာလောက်လွတ်တယ်အဲ့တော့ပါလက်စတိုင်းသူတို့ဘာသာချင်းကလည်းမတူကြဘူးအဲ့တော့ကျွန်တော်တို့ကတီဆောက်တဲ့အခါမှာဂျူးတွေကကျွန်တော်တို့တီဆောက်ဖို့လိုတယ်ခုနပြောလို့အခုစစ်တပ်ကိုပုံရတယ်လို့ပြောတယ်ဟုတ်လားစစ်တပ်ကလိုအပ်နေတယ်ပဲစစ်တပ်မုန်းတာတော့ခင်ဗျားတို့ပဲကျွန်တော်လည်းမုန်းပါတယ်ဒါပေမဲ့ဒီနေ့အခု transition ကာလကိုပြောမယ် transition ကာလကိုပြောမယ်ကိုယ်ပိုင်အုပ်ချုပ်ရေးပြောကြတယ်ပြောကြတဲ့အခါမှာရဲစင်ကာလကိုကြည့်တယ်ဆိုဗီယက်ပြည်ထောင်စုမပြုတ်ခဲ့ရမှာဘာမှ6ကနေပြုတ်ရင်တောင်းလိုက်လေးလုံးမယ်လို့ပြောတဲ့အချိန်မှာဘာဖြစ်လဲအစ္စလာမစ်ကဘာအကုန်လုံးကကွန်မြူနစ်ခေါင်းဆောင်တွေအကုန်ပတ်လိုက်ပတ်ပြလိုက်ပြီးတော့အခုချက်ချမ်းညာဆိုအဲ့ဒါလေးချက်ချမ်းညာဆိုတာပျော်ပြောင်းတဲ့သဘောထားရှိတဲ့အစ္စလာမ်ခေါင်းဆောင်တွေအကုန်လုံးကိုပတ်ပြလိုက်တယ်ပါလီမန်ကိုဖျက်ပလိုက်တယ်ပြီးရင်ရှရီယာလောကိုတင်သွင်းလိုက်ပြီးတော့အစ္စလာမစ်နိုင်ငံထောက်မှုလုပ်တာပြီးတော့ဘာလုပ်လဲဖက်ဒရယ်ဆိုရရှိတဲ့ရုရှားပြည်ကမော်စကိုတက်ပုံးချေတယ်အဲ့တော့နောက်ဆုံးဖက်ဒရယ်ဆိုရကဝင်ရတာပဲအဲ့တော့ကျွန်တော်ကအမျိုးသားလုံခြုံရေးဆိုင်ရာကိုပြောတဲ့အခါမှာခင်ဗျားတို့ဒီမိုကရေစီနည်းရတောင်းရတာလေးပဲတောင်းဒါပေမဲ့တောင်းတဲ့အခါမှာ structure ကိုဘယ်လို federal government နဲ့ structure ကိုဘယ်လိုပြန်ပြင်လဲဆိုတာကိုကျွန်တော်တို့ညှိရလိမ့်မယ်အကုန်လုံးဒီဟာတွေဟာကျွန်တော်တို့အမျိုးသားရေးပြနေတဲ့ဒီကနေ့ပါလီမန်ကိုကျွန်တော်တို့ဖိအားပေးရလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့လုပ်ရမယ်လက်ရှိကျွန်တော်ကတော့လက်ရှိလုပ်ရမယ်နှစ်ခုပဲဆွေးနွေးနေပါတယ်ဒီကနေ့ဇူလိုင်မှာပေါ်မဲ့ပါလီမန်ဟာနိုင်ငံရေးရာ policy နဲ့ပတ်သက်ပြီးပြပြသားသားရှိရလိမ့်မယ်နောက် federal အစိုးရရဲ့တာဝန်ယူမှုမှာပါတယ်ပြည်နယ်တွေကအမတ်တွေရဲ့တာဝန်ယူမှုမှာပါတယ်ကျွန်တော်တို့ပြတ်တာခံရလိမ့်မယ်။နောက်ဒုတိယတစ်ချက်ကျွန်တော်တို့နိုင်ငံမှာရောက်နေတဲ့ညီကိုတွေကျွန်တော်အထူးသဖြင့်ပြောချင်ပါတယ်။ကျွန်တော်တို့ပြည်ပကိုထွက်လာတဲ့ကျွန်တော်တို့နိုင်ငံရေးသမားတွေကိုကျွန်တော်ခါတို့တူတူပါ။ကျွန်တော်တို့ပြည်ပထွက်လာတဲ့နိုင်ငံရေးသမားတွေဘာဖြစ်လဲပါလက်ဆိုင်အောင်ဖြစ်တယ်။ဒါတယောက်နဲ့တယောက်နဲ့လည်းမတည့်ဘူး။အကုန်ညီညွတ်ရပြီကိုယ်တယ်။အဲကြောင့်စစ်တပ်ကညီညွတ်ကျွန်တော်တို့ဒီကတင်ငန်းစာကိုယူပါကျွန်တော်တို့စီကအတုံးမကြတာလေလုံးဝမတည့်ဘူးကျွန်တော်တို့နိုင်ငံရေးပြည်ပကြောင်းသားခေါင်းဆောင်များဆိုသူတွေကအတုံးမကြတာလုံးဝမတည့်ပါနဲ့နော်ကျွန်တော်တို့အမျိုးသားရေးကိုကျွန်တော်တိဆောက်ပါအမျိုးသားရေးကိုတိဆောက်တဲ့အခါမှာကျွန်တော်တို့ foreign policy တိုင်းလို့ပဲခင်ဗျားတို့ strategic ကြီးကြတာသွားပါအခု rolling က strategic ကြီးကြတာသွားတယ်နော်လူတွေကပြောကြတယ်ဒေါအောင်ဆန်းစုကြည်လုံနေတဲ့အချိန်မှာအစိုးရကလုံကျွန်တော်ကအဲ့လိုမမြင်ဘူးဒေါအောင်ဆန်းစုကြည်ခီးစဉ်ထွက်နေတဲ့အချိန်မှာ rolling ကသူတို့အတန်းချင်းအောင်ချိန်လိုက်လို့တာကျွန်တော်တို့ကအဲ့လိုနားလေဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်အခု West Japan India ကျွန်တော်တို့နိုင်ငံကိုဝင်တယ်သူတို့ကောင်တာပြန်လုပ်တဲ့မှာပါကစ္စတန်နဲ့တရုတ်ဒီနောက်မှာပါကစ္စတန်အများကြီးပါနေတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရေးမှုမှာကျွန်တော်တို့အစုံမိတ်အများနဲ့တစ်ခုပြောတယ်ဘုံမေး change everything ဘုံမေးကအရာရာအလုံးပြောင်းလဲပြလိုက်တယ်ကျွန်တော်တို့လွန်ခဲ့တဲ့2နှစ်3နှစ်ကဘုံမေးမှာပြန်ပြီးဆွဲမှုတွေစဒီ terrorist network တွေနောက်မှာပါကစ္စတန်ကပါနေတယ်အခု rolling network တွေမှာလည်းသူတို့ပါနေတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးလုပ်တဲ့အခါမှာဒီ great power တွေအားပြိုင်မှုကြောင့်နိုင်ငံတွေပြတ်တဲ့ဟာတွေကိုတူယူပါမယ်ကျွန်တော်တို့သတိကြီးလာနေတယ်အဲ့တော့နိုင်ငံတကာမှာရောက်နေတဲ့နေရာတွေကျွန်တော်တို့အခု statement လုပ်ခဲ့ကျွန်တော်အဲ့ဒါမျိုးလုပ်လို့မရဘူးကျွန်တော်တို့တစ်လပြီးတစ်လအစိမ့်မြင့်ပါလို့မလဲဆိုတော့ကျွန်တော်တို့အကုန်တိုင်းမညာလိမ့်မယ်ပြီးရင်ခင်ဗျားတို့ foreign policy နဲ့ national security လေးလေးနဲ့ပြန်တင်ပါပြန်လုပ်ကြပါကျွန်တော်တို့ဒီရောက်ရနိုင်ငံတွေက society ကိုကျွန်တော်တို့ဖိုးပေါက်ကြလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ကမကားလေးပတ်စံတွေပုံပေါ်ပေးတယ်နောက်သူတို့ရဲ့စာသင်ခန်းတွေကိုသွားတယ်ထိုးဖောက်တယ်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့ counter offer ပြန်လုပ်ပါပါလိမ့်မယ်ဒါတော့ပါပဲကျွန်တော်ကျေးဇူးတင်ပါတယ်ခုဆက်လိုက်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုမှဆရာတော်ဦးပညာတော်တာဆွေးနွေးတင်ပြဖို့ထောက်ထားပါတယ်ခင်ဗျာရန်ကာလောသူမိကလောအားလုံးမင်္ဂလာရှိတဲ့ဒီလက်ကြီးဖြစ်ပါစေလို့ပြောစပါတယ်နော်သံဃာတော်များအနေနဲ့ဗမာပြည်ရဲ့အရေးအရာတွေကြုံလာပြီဆိုရင်ဘယ်ခေတ်ဘယ်ခါကမှဗ
တန်ဃာတွေဟာနောက်ဆုတ်ပြီးနေတာမျိုးမလုပ်ပါဘူးဒီနေ့ဒီချိန်ဒီကာလဟာလည်းပဲဓမ္မပြည်ရဲ့အရေးအရာဓမ္မပြည်မှာလက်ရှိဖြစ်ပေါ်နေတဲ့အမျိုးသားရေးတာဝန်နဲ့ကြုံနေတဲ့အတွက်ကြောင့်ဘုန်းကြီးတို့တန်ဃာတော်များဟာလောကီရေးရာမှာနေရာတိုင်းဝစ်ဆွတ်ဖက်တာမျိုးမလုပ်တော့လည်းပဲအခုလိုပါဝင်ပြီးတော့ဆွေးနွေးရတာပဲဖြစ်ပါတယ်ဒီနေရာမှာတန်ဃာတွေကလည်းပဲတန်ဃာတာဝန်ကိုကြည်ပြွအောင်လုပ်ရမှာဖြစ်တယ်လို့တက္ကမတွေကလည်းပဲမိမိရဲ့အမျိုးသားရေးတာဝန်ကိုကြည်ပြွအောင်လုပ်ကြမယ်ဆိုရင်တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့အချက်အမှောင်လုပ်ငန်းတွေကိုကျော်လွှားနိုင်မှာဖြစ်တယ်လို့ဘုန်းကြီးတို့အဲ့လိုပဲယုံကြည်ပါတယ်1886ခုနှစ်ကလည်းပဲတီဘောမရေပါတော်မူခဲ့ရအဲ့ဒီလိုတီဘောမရေပါတော်မူဖို့အတွက်ဘာတွေလုပ်ခဲ့လဲဆိုရင်အကွက်ချကြစီးပြီးတော့လာခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုအကွက်ချကြစီးပြီးတော့လုပ်ခဲ့တဲ့အတွက်နောက်ဆုံးမြန်မာနိုင်ငံဟာကျွန်းအောက်ကိုရောက်သွားပြီးတော့ကျွန်းတစ်ပေါက်ဘဝကိုရောက်ခဲ့ရပါတယ်ဘုန်းကြီးဒီနေရာမှာပြောချင်တာချုပ်မီဒီယာတွေမှာလည်းထည့်ပြီးတော့ပြောပါတယ်မွတ်စလင်မြန်မာမွတ်စလင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေအဓိကရုဏ်းဖြစ်တယ်လို့ဒီလိုပြောတယ်ဘုန်းကြီးတို့အဲ့ဒီစကားလုံးကိုလုံးဝမကြိုက်ပါဘူးအဲ့ဒီစကားလုံးကိုလုံးဝမကြိုက်တယ်လို့လုံးဝအသိမှမပြုပါဘူးမြန်မာနိုင်ငံမှာမွတ်စလင်ဖြစ်စေခရစ်ယာန်ဖြစ်စေဟိန္ဒူဖြစ်စေဗုဒ္ဓဘာသာဝင်ဖြစ်စေမြန်မာနိုင်ငံသားအဖြစ်အတိအမှပြုခံရတဲ့ပုဂ္ဂိုလ်များဟာကိုယ်ွယ်ရာဘာသာကွဲလွဲပေမဲ့အတူတူနေထိုင်ခဲ့တာပါအခုဖြစ်တဲ့ဖြစ်စဉ်ဟာမြန်မာနိုင်ငံထဲမှာရှိနေပြီးဖြစ်တဲ့မြန်မာနိုင်ငံသားဖြစ်တဲ့အစ္စလာမ်ဘာသာဝင်နဲ့ဗုဒ္ဓဘာသာများနဲ့ဖြစ်တဲ့အဓိကရုဏ်းမဟုတ်ပါဘူးဒါဟာတမင်သက်သက်အကွက်ချပြီးတော့ဖန်ဆင်းထားတဲ့ပြုလုပ်ထားတဲ့ရိုဟင်ဂျာအမိခံပြီးတော့ပြုလုပ်နေတဲ့အဓိကရုဏ်းဖြစ်တယ်ဆိုတာကိုတမိုင်းအရာဖြစ်စေလက်ရှိလေးလာပြီးတဲ့ကြဖြစ်စေအခိုင်အမာရှိတယ်ဆိုတာကိုဒီနေရာမှာပြောချင်ပါတယ်ဒါကြောင့်မွတ်စလင်များနဲ့မြန်မာမွတ်စလင်များနဲ့ဗုဒ္ဓဘာသာနဲ့အဓိကရုဏ်းလို့မသုံးဘဲနဲ့ရိုဟင်ဂျာများကနေပြီးတော့ရခိုင်တိုင်းသူတိုင်းသားတွေအပေါ်မြန်မာနိုင်ငံသားတွေအပေါ်မှာအဓိကရုဏ်းပြုတယ်ဆိုတဲ့စကားလုံးကိုပြောင်းလဲပြီးတော့သုံးပါလို့မီဒီယာသမားတွေကိုအခိုင်အမာအတိအကျပြောချင်ပါတယ်ရှေ့မှာလည်းပဲရိုဟင်ဂျာလူမျိုးမရှိဘူးလို့ထောက်ထားနေတဲ့ပြောပြီးဖြစ်ပါတယ်ရိုဟင်ဂျာလူမျိုးမရှိဘူးဆိုတာကိုပြောပြီးဖြစ်တဲ့အတွက်ရိုဟင်ဂျာလူမျိုးတွေကနေတောင်းနေတဲ့ပြည်နယ်ပြီးစရာကိုမလိုပါဘူးဒါကြောင့်ရိုဟင်ဂျာပြည်နယ်ဟာဘယ်သောအခါမှဖြစ်လာမှာမဟုတ်သလိုဘယ်သောအခါမှလည်းအတိမတ်ပြုမှာမဟုတ်ပါဘူးဒါကြောင့်ဒီနေရာမှာဒီတာဝန်တွေလုပ်ဖို့အတွက်ဘုန်းကြီးတို့လုပ်လို့မရပါဘူးဘုန်းကြီးတို့ဟာယဟန်တန်ဃာတွေဖြစ်တဲ့အတွက်ကြောင့်ဒီတာဝန်တွေနဲ့ဒီလုပ်ငန်းတွေတဲကိုဝေရောက်ဆော့ဖက်မှာမျိုးတော့မလုပ်ပါဘူးသို့တော့ကိုယ်နိုင်ငံသူနိုင်ငံသားတွေအမြင်ကျရေးအတွက်ဝေရောက်ဆွေးနွေးတာမျိုးတော့လုပ်ပါဒီတာဝန်တွေလုပ်ဖို့ဟာဘယ်သူမှတာဝန်ရှိတယ်လဲလို့မေးရင်အစိုးရအဆက်ဆက်နဲ့ဒီနဲ့လက်ရှိနိုင်ငံရဲ့တာဝန်ကိုယူထားတဲ့အစိုးရမှာတိတိကျကျပြတ်သားသားရေးသားဖို့တင်ပြဖို့ဆုံးဖြတ်ချက်ချဖို့လည်းပဲလိုပါတယ်နောက်တစ်ချက်အဲ့ဒီအခြေခံဥပဒေကိုတကယ်အကောင့်တွေပေါ်တဲ့နေရာမှာရခင်ကလက်စားပြီးတော့လုပ်ခဲ့တာမျိုးတွေမဟုတ်ဘဲနဲ့ဒီဥပဒေအတိုင်းအတိအကျလိုက်နာပြီးတော့အမှန်ကန်လုပ်ဖို့လည်းပဲလိုပါတယ်ဒါတော့တည်းမဟုတ်ပါဘူးတကယ်လိုအပ်တာဘာလဲဘေးစောစောကဘုန်းကြီးဦးလာတာပြောသွားတယ်လို့မျိုးအပမဒီနာလည်းမဲ့ပါပါတယ်ဘုန်းကြီးကတော့အရေးမြတ်ပြောသွားတယ်လူတွေကလူလို့လုံးရပါပါရခိုင်တိုင်းရင်းသူတိုင်းရင်းသားတွေရဲ့အရေးကိုပြည်နယ်အသီးသီးမှာရှိကြသောတခြားသောတိုင်းရင်းသားတိုင်းရင်းသူတွေအရေးတွေကိုကာကွယ်စောင့်ရှောက်ဖို့ဆိုရင်တိုင်းရင်းသားတွေရဲ့
လုံနေကြဒေသစောင့်တဲ့တပ်မတော်တွေရှိဖို့လည်းပဲလိုအပ်ပါတယ်ပြည်နယ်ဆောင်တပ်ဟာမဖြစ်မနေအဲ့ဒီပဲအနောက်ဘက်ခြမ်းမှာလိုအပ်နေပြီဆိုတာကိုဘုံရည်အနေနဲ့အဓိကထောက်ပြခြင်းပါတယ်ဒါကိုတော့ပြည်သူတွေလုံးကြဒါဟာတိုင်းပြည်နယ်ဆောင်တပ်ဟာပြည်နယ်တိုင်းပဲလိုပါတယ်ရခိုင်ပြည်နယ်လောက်မှလိုတာမဟုတ်ပါယူရီးယားနယ်စပ်မှာလည်းပဲလိုတယ်တရုတ်နယ်စပ်မှာလည်းပဲလိုတယ်အိန္ဒိယပဲနယ်စပ်မှာလည်းပဲလိုပါတယ်ဒီပြည်နယ်ဆောင်တပ်ကိုဘယ်သူကကာကွယ်ထိန်းချုပ်မလဲဆိုရင်ဗဟိုအစိုးရကထိန်းချုပ်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဗဟိုအစိုးရဟာပြည်နယ်ဆောင်တပ်ဖဲ့တာမျိုးကိုရခိုင်တိုင်းသားတွေကတောင်းတင်ပါတယ်တခြားသောတိုင်းသားတွေကလည်းပဲတောင်းပြီးတော့ပြည်နယ်ဆောင်တပ်ဖွဲ့ရေးကိုရအောင်လုပ်ပြီးတော့ကိုပြုနယ်ကိုကာကွယ်ဖို့လိုတယ်ဆိုတာကိုဘုန်းကြီးအဓိကထောက်ပြချင်ပါတယ်အဲ့တော့ဒီနေ့အခုပြဿနာဖြစ်မှာဘုန်းကြီးတို့တွေကဆွေးနွေးနေရတဲ့အခါမှာဘုန်းကြီးတို့တွေအချိန်ကြီးအများကြီးကုန်ခဲ့ပါတယ်ဒါဘာကြောင့်လဲလို့မေးရင်ယခိလက်ထက်ကလေးကတိုင်းဒါမျိုးတွေကိုလှုပ်လာခဲ့တာတွေရှိပါတယ်ဘုန်းကြီးသမိုင်းကြောင်းကိုပြန်လေ့လာကြည့်တဲ့အခါမှာဥနုလက်ထက်ကလည်းပဲဥနုကမဲရမယ်ဆိုရင်ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ဆိုပြီးတော့ဥနုလည်းပဲပြောခဲ့ပါတယ်ဒါဥနုဟာသမိုင်းတရားခံနဲ့ပဲပါတယ်လို့ဘုန်းကြီးပြောချင်တယ်ဒီနေ့လည်းပဲလက်ရှိအစိုးရဟာလက်ရှိမကြာခင်ကမှလှုပ်သွားတဲ့ရွေးကောက်ပွဲအစိုးရမှာလည်းပဲအဲ့ဒီဘက်မှာရှိတဲ့ပုဂ္ဂိုလ်များကမဲထည့်မယ်ဆိုလို့ရှိရင်ငါတို့ဘာလုပ်ပေးမယ်ဆိုတဲ့စီယုံရေးတွေလုပ်ခဲ့တာမျိုးတွေရှိပါတယ်ဒီပုဂ္ဂိုလ်တွေဟာလည်းပဲတမိုင်းတရားခံနဲ့ပဲပါပါတယ်အကြီးကအဖြစ်ကြက်ဖို့ကပုဂ္ဂိုလ်တွေအကြီးကလှုပ်သွားတာတွေ့ရပါတယ်အဲ့ဒီမှာနေကြမှာအကြီးကတာဝန်တွေယူကြတဲ့လာဝကပုဂ္ဂိုလ်တွေတမရောကပုဂ္ဂိုလ်တွေဟာလည်းပဲအစီအဆက်အရှောင်းလုံးတမိုင်းရဲ့တရားခံတွေလုပ်ခဲ့တာဖြစ်တဲ့အတွက်ဒီပုဂ္ဂိုလ်တွေဟာလည်းပဲတမိုင်းရဲ့တရားခံတွေဖြစ်တယ်လို့ဘုန်းကြီးထောက်ပြခြင်းပါတယ်နောက်ဒီနေ့တွေ့ရတဲ့အခြေအနေတွေကိုပြန်ပြီးတော့လေ့လာသုံးသပ်ကြည့်တဲ့အခါမှာဖြစ်နေတာတွေအစောကြီးဖြစ်နေပါရဲ့သားတဲ့အစိုးရအဖွဲ့ကတမင်သက်သက်ဒီဖြစ်စဉ်တွေဖြစ်လာအောင်ဖန်တီးနေတယ်လို့ဘုန်းကြီးတို့ခံမှန်းလို့ရပါတယ်လက်ရှိအစိုးရကတာဝန်ယူမှုအပိုင်းတွေမှာရခိုင်ပြည်သူပြည်သားတွေကအကာအကွယ်မဲ့နေပါတယ်အစိုးရကဘာမှတာဝန်ယူတာမျိုးမလုပ်ဖဲနဲ့အချိန်တွေအများကြီးရရတဲ့နဲ့မတိကြိုးပြုနေတာတွေလည်းပဲဒါတွေလည်းပဲတွားပြီးတော့တွေ့ရပါတယ်ဒါကြောင့်ဘုန်းကြီးတို့အနေနဲ့ပြောရမယ်ဆိုရင်တော့အနှစ်ချုပ်ကိုပြန်ပြောရမယ်ဆိုရင်လူတွေကနေပြီးတော့တိုင်းသူတိုင်းသားတွေအားလုံးဟာလူတွေရဲ့အလုပ်ကိုထိုက်တန်ကြိုးစားတဲ့လုပ်ဖို့လိုအပ်တယ်လို့ဘုန်းကြီးတို့တန်ဃာတော်များကလည်းပဲယဟန်တန်ဃာတော်များနဲ့ဝိနည်းနဲ့အညီလုံးလို့ရတဲ့လုပ်ငန်းတွေကိုလုပ်မယ်ဆိုတဲ့အကြောင်းကိုပြောကြားခြင်းညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခုဆက်လက်ပြီးဆရာဒေါက်တာခင်မောင်ကြီးစာရေးဆရာဦးဆိုင်ဒီဟာဆွေးနွေးတင်ပြဖို့ဆရာဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ယုံအောင်စောင့်ဖို့ကျွန်တော်တို့ကိုယ်တိုင်စောင့်မှာအဲ့တော့ဒီကြားနေကြားစောင့်တာဖွဲ့ရင်ရှမ်းပြည်ဆိုရင်ရှမ်းတာထားပါအချင်းပြည်နယ်ဆိုရင်အချင်းတာထားပါနော်ဘာမှရခိုင်ဆိုရခိုင်တာထားပါတိုင်းနာပေါင်းဆိုညီတဲ့နေထိုင်လာတဲ့ multinational state တိုင်းနာပေါင်းဆိုနိုင်ငံကြီးနော်ပြည်အောင်စုအဲ့တော့ဒီပြည်အောင်စုမှာကျွန်တော်ဘာရှိဖို့လဲတိုင်းနာအားလုံးတန်းတူညီမျှအခွင့်အရေးရှိရမယ်ကိုယ်ပိုင်အုပ်ချုပ်ရေးရှိရမယ် self determination အဲ့ဒီဟာမရှိလို့ရခိုင်ပြည်
ချင်းမှာအန်တီကျုံနေပြီရခိုင်တို့ကုန်ကြပြီးမှသွားပြီးမှတပ်ဖို့ဒီလိုခွင့်ပြုမလားရှမ်းတက်လာပေါ်တယ်ရှမ်းနေပဲတောင်းပြီးမရဘူးသူတို့တွတ်တဲ့ဟာပဲလားနော်အဲ့ဒါကြောင့်ကျွန်တော်တို့တကယ်စစ်မှန်တဲ့ပြည်တော်စုတကယ်စစ်မှန်တဲ့တန်းတူညီများအခွင့်အရေးနဲ့ကိုယ်ဝင်ပြတ်ထမ်းခွင့်ကျွန်တော်တို့ရမယ်ဆိုရင်ကိုယ့်အိမ်ကိုစီမံအုပ်ချုပ်နိုင်မယ်အဖြစ်ပါရံမလို့ရအောင်ကျွန်တော်တားဆီးနိုင်အဲ့တော့အရေးကြီးတာကစစ်မှန်တဲ့ပြည်တော်စုကြီးပေါ်ထုံးအဲ့တော့အဲ့ဒီစစ်မှန်တဲ့ပြည်တော်စုကြီးကိုပေါ်ထုံးဖို့အတွက်အခုကျွန်တော်တို့ပါပါမလဲညောသိချက်ရောင်ကြီးလေးကတော့ရှိလာတယ်နော်ဘယ်လိုဘာလို့ထောက်မစတာနောက်ဟောပေါ့အဲ့တော့ကျွန်တော်တို့မှာလွတ်လပ်ခွင့်အပြည့်အဝရှိရမယ်ဒီမိုကရေစီရှိရမယ်အဲ့ဒါမှမရှိရင်လည်းခင်ဗျားအိမ်ခင်ဗျားကျွန်တော်အိမ်မဲ့ကျွန်တော်ကာကွယ်ခြင်းတော့ပြုတ်ပြရဘူးသူတို့ပဲကာကွယ်သူတို့ပဲလိုက်အဲ့လိုဖြစ်နေမှာအဲ့တော့ကျွန်တော်တို့မှာစစ်မှန်တဲ့ဒီမိုကရေစီရှိဖို့လိုတယ်လွတ်လပ်ခွင့်ရှိဖို့လိုတယ် freedom ရှိဖို့လိုတယ်တန်းတူခွင့်ရရှိဖို့လိုတယ်ကိုယ်ပိုင်ပြတ်ထန်းခွင့်စစ်မှန်တဲ့ကိုယ်ပဲလက်အောင်ရှိလို့ပြောတယ်။အဲ့ဒီဟာရှိမှသာကျွန်တော်တို့ခုနကနေကြားဆောင်တတ်ဒီပေါ်ဖွဲ့စည်းတဲ့အခါမှာလည်းပဲကျွန်တော်တို့စစ်မှန်တဲ့ဘာပုံနဲ့တတ်ပြီးဖွဲ့ပြီးတော့ကျွန်တော်တို့ပြည်အောင်ထားခွင့်နဲ့အဲ့ဒါရှိမှသာလည်းကျွန်တော်တို့ဒီစက်နာလည်းကျွန်တော်တို့ဘာပုံလဲညီညွတ်နဲ့အင်းနဲ့အားနဲ့ကျွန်တော်ဖြည့်ရှင်းနေပြီ။နော်ခုနဘုံကတော့ဒီလိုလုပ်ဖို့မပြောရဘူးတဲ့ဒါပေမဲ့ကျွန်တော်လုပ်ဖို့ဆိုရင်ညီညွတ်ရင်ကျွန်တော်တို့အနိုင်ပါပဲမညီညွတ်ရင်ကျွန်တော်တို့ဘာကိုကြားတယ်နော်ကျွန်တော်ကြောက်သင်္ကန်းစာတိုင်းပဲပေါ့အဲ့တော့ပြောချင်တာတော့ကျွန်တော်တို့တိုင်းပြည်ဟာပြည်အောင်စုနိုင်ငံဖြစ်တဲ့တိုင်းသားမျိုးကောင်းဆုံးမိတင်းနေထိုင်နိုင်တဲ့နေထိုင်တဲ့ရှိတဲ့နိုင်ငံဖြစ်တယ်အဲ့တော့ဒီနိုင်ငံကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ဆိုင်ရာတာဝန်ကိုယူရမယ်အဲ့ဒီတာဝန်ယူခါမှာတတိဝိရိယရှိရမယ်အမြဲတမ်းကျွန်တော်တို့ဒီမျက်စိမပြတ်ပေါ့နော်အဲ့ဒါမှသာလေကျွန်တော်တို့ပြောင်းပြီးကျွန်တော်တို့ကာကွယ်နိုင်တယ်အဲ့တော့ကျွန်တော်တလားပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုဆက်လက်ပြီးသာသနာ့ဥဆောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့မှဆရာတော်ဦးဝီလာသားကိုဆွေးနွေးတင်ပြပေးဖို့ခြောက်ထားပါတယ်ရှင်ဆရာအားလုံးပဲမင်္ဂလာပါဘုရားပြောရမယ်ဆိုတော့ဘုန်းကြီးဆိုတော့လည်းတရားဟောကဒီတရားနာမည်တော့ပေးတော့ပေါ့နော်ဟောပြောခြင်းနာမည်ကယူချိုးအပ္ပမဒီနာသံပါတိထာတဲ့နော်အပ္ပမဒီနာသံပါတိထာဆိုတော့မလျော့ပဲနဲ့တတိနဲ့ပြည့်စုံနေကြလို့ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒါဘုန်းကြီးစကားပါဠိစကားနဲ့ပြောတော့နိဗ္ဗာန်ရောက်တဲ့အထိမပေးတော့ဘူးနော်နောက်တစ်ခါလောကကြီးရဲ့အကြောင်းမှာတော့တတိနဲ့နေကြလို့ပြောနော်ဒါကြောင့်မလို့ဒီနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ကတော့အပ္ပမဒီနာသံပါတိထာပါပဲကျောင်းဝါရှင်တော်ပြောတဲ့စကားကိုသိသခင်ဘာသာဘာသာပြန်ရတာရှိအေးစစ်စစ်နေချင်ဘာလို့မလဲအေးစစ်စစ်အေးချမ်းသာနေလို့နဲ့စစ်တပ်ကိုအသက်ကျင်စင်ပြီးရှိကြပါအဲ့ဒီကိုဆောင်းစကားပေါ်ဘာလို့စကားဘာမှမပြောတာဘူးလဲဆိုရင်သခင်ဘာသာပြောတယ်ပထမဆုံးပြောတာဘယ်လိုလဲဆိုရင်အမေရိကန်နိုင်ငံကပထမဆုံးသမ္မတကြီးလူလေကျော်ဝါရှင်ဒါကြောင့်မို့လို့ရခိုင်လူမျိုးတွေအေးချမ်းစွာနေခြင်းဘာလို့အောင်လဲပြင်ဆင်ထားမှာစစ်တပ်ရဲ့ဘုရားမပြောကောင်းတော့ပြင်ဆင်ထားတော့ခဏပြောခဲ့ခေါင်းကျမ်းပါလေအပ္ပမဒီနာဒါပဲမမေ့ရဘူးကြိုက်မမေ့နဲ့မေ့ကိုခံသွားမယ်မမေ့နဲ့ပါမေ့ကိုခံသွားမယ်လောကုတ္တရာရေးရမှာမမေ့ရင်နိဗ္ဗာန်ရောက်တယ်လောကီရေးရမှာမမေ့ရင်ဘာမှအောင်မြင်တော့ဘောစပိုင်ပါနဲ့ဗစ်တာနဲ့ဘာဖြစ်ချင်တယ်စပိုင်ပါ it is better to be survivor than victim အဲ့ဒါကခုနပြောလို့သူကပြောတယ်ဆိုရင်
Benjamin Netanyahu ဒီမဲ့အဲ့တော့အစ္စရေးဝန်ကြီးချုပ်အစ္စရေးကိုပြည်တာပါတော့ကြောင်းကိုဒါတော့ကိုပြည်ပါတော့ဟာရခိုင်ကိုရခိုင်ကိုဒီစားပြီးနေတယ်အဲဒီမှာလည်းကိုဒီစားလည်းနေတယ်ဆိုတော့ခဏပြောလို့လည်းခေါင်းများပါလေအပမာကြီးကဒါပဲပေါ့ခင်ဗျားတို့မေးခါပေါ့မေးတော့သူဒီမိခါလို့သွားတယ်နဲ့တူတယ်မေးတော့သူဒီဘာနဲ့တူလဲပေတာနဲ့တူတယ်ခင်ဗျားတို့မသားသေးကိုစီရဆိုတာတတိမေးလို့ပဲနော်တတိမေးရင်ပေတာနဲ့တူပဲတဲ့မမေးတော့သူဒီမိခါရောက်တယ်မေးတော့သူဒီလူတွေနဲ့တူတယ်ခင်ဗျားတို့ဒီမှာတတ်စရာမလိုဘူးဖားနော်ဒါကြောင့်ဟိုဒီနေ့ပြောတဲ့စကားကဘာခေါ်မလဲခုနပြောလို့ပြဿနာတွေကတော့အားလုံးသိပြီးသားပါနော်ပြင်ပြထားပြီးသားအားလုံးနော်အားလုံးပြင်ပြတတ်တယ်ပဲသက်ဆိုင်ဘွဲပြင်ပြဘုန်းကြီးကဘာပြောတယ်ဘာပြောချင်တဲ့စကားတစ်လုံးနဲ့ victim နဲ့ survivor ဟုတ်ပြီနော်ကိုကဘယ်နေရာမှာကိုရက်ကြည့်မလဲဟုတ်တယ်နော်ကိုကဟုတ်ပြီတော့ကိုက survivor လုပ်ဖို့အတွက်အဲ့ဒီသလားအားထုတ်နေသလားမေးရောက်နေသလားမမေးရောက်ဘူးလားဒါရှိပြီနော်မမေးရောက်ခုနဘုန်းကြီးတင်ထားတဲ့စကားပါတယ်အပမာဒီနာတမဒီထားတယ်နော်ဒါကြောင့်မို့လို့ဒီနေ့အားလုံးပါကြတဲ့ပုဂ္ဂိုလ်အားလုံးကသဘောပေါက်ပါပြီ victim နဲ့ survivor ကိုဘယ်ဟာရွေးကြမလဲ survivor နော် survivor ရွေးမယ်နောက်တစ်ခုကပါတယ်ဒီကိုရပြောတဲ့ဟုတ်ဘုရားသခင်ကဘယ်ဘက်မှာရပ်ကြည့်တယ်အဲ့ဒါတော့ဘုရားသခင်ဘယ်သူဘက်မှာရပ်ကြည့်တယ်ဟုတ်နော်ဘုရားသခင်ဒီတဲ့လက်နဲ့အင်အားလူအင်အားများတဲ့ဒီဘက်မှာရပ်ကြည့်တယ်ဆိုလို့ဒါပါပဲဒါကြောင့်မို့လို့ဒုက္ခမာရီဘာလို့အဲ့ဒီကတော့ထားမှာထားတော့မြန်မာထားတော့အပမာဒီနာတမ္မာဒီနာဆိုတဲ့ခေါ်ပြောချက်ကိုဆရာတော်ကြီးရေးထားတဲ့ထားတော့မြန်မာကြပြလေးနဲ့နောက်ဆုံးဒီကိုချုပ်ပါမယ်ထားတော့မြန်မာထားတော့အာမပြောနဲ့မလျှော့လုံးနဲ့သူကစားယူငါကအားလုံးလက်ယုံများမြောက်နဲ့စမ်းဆောင်ကြလေတော့ဤမြေဤရဘသူရလဲဤရစဘာဘသူစဘာလဲထားတော့တာဝန်ပေါ်တော့လုပ်ငန်းဉာဏ်ရှိပန်းတဝမ်းတစိတ်ဒီညီစေတည်းခုဆက်လက်ပြီးအချင်းမျိုးသားဒေါက်တာမရွန်နော်မိုင်းကဆွေးနွေးတင်ပြမှာဖြစ်ပါတယ်မင်္ဂလာပါရှမ်းပြည်မြောက်ပိုင်းမှာဟောတာတရားရှမ်းပါအမေကကချင်ပါအဲ့တော့မြောက်ပိုင်းရှမ်းပြည်မြောက်ပိုင်းကကချင်ရှမ်းဆိုင်တာပေါ့လေကျွန်တော်ကဒီနေ့နားဖြူတဲ့အစ်စ်မဲ့လုပ်ဖို့လိုပါတယ်အကုန်ပြည့်စုံပြီးတဲ့အတွက်ဒီကပြောလိုက်တာနောက်ဆုံးပြောသွားတဲ့ဆရာကြီးရှမ်းမျိုးသားဆရာကြီးကလည်းဒီကပုံပုံလေးပြောသွားတဲ့အခါချက်ပြီးကုန်ပြည့်စုံသွားပါတယ်ဒါမဲ့ကျွန်တော် perspective တစ်ခုကိုတင်ပြချင်ပါတယ်ကဘာမီဒီယာခေါ်လဲကဲ UN ကိုခေါ်ကဲငါတို့မြတ်မြတ်တတ်လုပ်မယ် justice နဲ့ဟုတ်တယ်နော်ငါတို့ဟိုမတရားတာလူခွင့်ရင်မလုပ်ရအောင်ကဲမင်းတို့ကဒိုင်လူကြီးနေနဲ့လာကြည့်ဟလာကဘာခေါ်လို့လဲရတယ်သူတို့အစိုးရပဲဒါကြောင့်မို့လို့ဒါမဲ့အစိုးရတိုင်းကP2 လူထုက represent လုပ်တဲ့အစိုးရဆိုတော့ကို P2 ဘက်ကိုပါရမယ်လို့ကျွန်တော်မြင်တယ်လေကို P2 ကိုအတွေ့အကြုံကိုနိုင်ငံသားဘက်ကိုကမြတ်မြတ်တတ်ကိုပါပြီးတော့ဒီ human right violate လုပ်နေတာကိုဘယ်သူပဲလုပ်လို့အဲ့ဒါကိုကျွန်တော်တို့ကဝိုင်းပြီးတော့တားဆီးရမယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခုဆက်လက်ပြီးဆရာတော်ဦးဇာဂရစာရေးဆရာကန်ထုံးတဲ့အားဆွေးနွေးတင်ပြဖို့ရှောက်ထားပါတယ်ဗျာမလတ်တော့ခါစေးလွန်လာဆရာနောက်ဆက်ဥက္ကဋ္ဌစကားတွေပါ
ဉာဏ်ရှိယောက်ျားမလတ်တော့ကစိလွန်နာကိုဆရာနောက်ဆက်အခုကဆိုကြတယ်ဉာဏ်ရှိတဲ့လူတွေမှားပြီဉာဏ်များတဲ့လူတွေမှားပြီနောက်လူတွေပြင်လို့မရဘူးသူ့လိုမရဘူးကဲဒီနေ့တွေလူလူလုပ်လိုက်တာတုတ်တယ်ကြားတယ်ပြင်လို့လွယ်အဲ့ဒါဉာဏ်များတဲ့လူတွေဉာဏ်ကြီးတဲ့လူတွေမှားကြတယ်မှားဒီနေ့ရခိုင်ရခံရတော့ဉာဏ်များတဲ့လူစီရင်ပြန်ကြည့်တော့ပထမဆုံးဉာဏ်များတာပါလို့ရည်တည်ချဆိုရပေါ့ဟုတ်လားအလုံးသိတဲ့အတိုင်းပဲသူအုပ်ချုပ်တဲ့ချိန်မြန်မာပြည်လူဦးရေ9သန်းလောက်ရှိတာဆိုရခိုင်လိုဘယ်လောက်ရှိမှနည်းနည်းလေးနေမှာပေါ့နော်သဘောပြောတာပေါ့နော်အဲ့တော့ဒီလောက်များတဲ့မြေတွေသူတိုင်းပြည်လမ်းပြီးဆိုင်စပါးတွေနဲ့ငွေတွေပို့ဖို့အတွက်မြေလို့မြေရိုင်းတွေပေါ်ထုတ်ပြီးတော့ဒါလေကူလီတွေသွင်းလိုက်တာဟိုဘိုးဘက်ဆိုကြောက်တကားဆိုတော့6တကားပေါ့နော်ကလား16လောက်အောင်ဒီပေါ့ဟုတ်လားကလားရွာတွေပေါ့အဲ့လိုသွင်းလိုက်တာလေဘင်္ဂလီတွေလည်းဒီလိုပဲဘင်္ဂလီကလားတွေသူသွင်းခဲ့တာပေါ့ဟိုမရလက်ကစုရတီတွေလည်းပါတယ်လို့ပြောပါတယ်အဲ့လိုလူတွေသူသွင်းပြီးတော့လေလုံခိုင်းခဲ့တာလေလုံခိုင်းတာအကြောင်းမို့သူရတဲ့အစီအနစ်ဆိုပြီးသူကပြန်သွားတဲ့ချိန်ဒီလူတွေတော့ပေါ်မသွားဘူးနော်ဒီတိုင်းထားရတော့တို့မှရေတဲ့ဒီချိုင်လဲဘုရားသမဂထားပါပဲနော်မိကြဘုရားတော်မရှိပါဘူးသူကလာရှိဘူးနော်အဲ့တော့သူပြန်သွားသူ့ဥပဒေကလည်းသူနဲ့တခါတည်းပါသွားတော့ဒီလူတွေသူကမမအစိုးရနဲ့ကနေထိုင်နေခဲ့လို့ထားဟုတ်လားအဖသပါလာကြီးရောက်လာအဲ့သူရှိလူမတော့ရမှာဖသပါလာကကျူးစာဖဏပြင်မလားအောင်မိပါလေအဲ့မှာကျန်ကျန်ပန်းပန်းဘင်္ဂလီတယောက်ကပြည်ထဲရေးဌာနအရာရှိဖြစ်အဲ့ဒီပုဂ္ဂိုလ်ကတခါသူမဲရဖို့တခါစီးရုပ်ပြီးတော့ချက်ချင်းဒီထိုင်ခွင့်ကပြားတွေပါထုတ်ပြီးကြံလို့ထုတ်ပြီးတော့တခါလဲဒီကလားတွေကတခါလဲရခိုင်မျိုးရီဒုပင်ကဆိုပြီးထားအောင်ရခိုင်မျိုးရီဒုပင်ကဆိုထားအောင်ပုံညာလာပဲတခါလဲអော်လိုက်တာသူတို့ထိလိုက်ပြီးဆိုအော်ဟုတ်လားအဲ့ဒီအမားတွေလည်းရခိုင်လူမျိုးတွေပွားလိုက်တာသူကလည်းလူဦးရေအင်မတန်မှသူတို့ကဒီဘယ်လိုပြောမလဲကြံများဆိုလို့ရှိရင်သားပေါက်လို့တော့ကောင်းတယ်လို့ပြောလို့အင်မတန်ကြံပွားတာလူဦးရေနော်နှစ်ပေါင်း30လောက်ကြာတာတသိန်းလောက်ကနေ9သိန်းပြင်အမလေးပြာမျိုးပွားလို့မြန်မာပြည်တယ်ဟုတ်လားအဲ့တော့အဲ့ဒီကိစ္စတွေနဲ့များလာတော့ဒီဥစ္စာတွေတိတိကျကျလည်းမကင်နိုင်တော့ဖတ်စပ်ပါလာကြီးလေသူတို့မှားတာပဲအဲ့ဒါနဲ့မြန်မာဆိုရှယ်လီလမ်းကြီးကြီးတန်းကြည့်တယ်သူတို့ကတော့မှန်တော့တယ်ပေါ့တော်လဲလောက်ပါတယ်သူအဲ့ဒီကကလားတွေပြင်းနေသူနေဝင်ကြီးပေါ့သူရဲ့ကောင်းတာတွေကောင်းတာတွေသူပြောကြအောင်ဆိုနော်သူဆိုးခဲ့တဲ့နေရာတွေကောင်းတာတွေသူအဲ့ဒါတွေသူကလုပ်တယ်စစ်ဆေးတယ်ဒီကညီကိုသူစစ်ဆေးတယ်မောင်မင်းကြီးသားတွေကဒီကနေ့ဆိုရှယ်လီကျွေးကြော်စာအနေနဲ့ကျွေးကြော်တဲ့အကျဉ်းကြီးပါနေတော့ချိုးရိုးပဲကျွေးကြော်နေဝင်ရောက်နေတဲ့လူတွေကိုနိုင်ငံသားစစ်စစ်တယ်နိုင်ငံသားကမရှိတဲ့လူတွေကိုရေးယူပြီးပြန်ပို့မယ်သူပြီးတာဗျမောင်မင်းကြီးသားတွေအဲ့လိုမလုပ်သူဟာစဘာရိတ်တာတော့မှရွှေဝါရောင်စစ်စစ်ကြီးသူကသူစဘာရိတ်တာပဲရွှေဝါရောင်စစ်စစ်ကြီးသွားတယ်ဟုတ်လားစိုက်ပြီးဆိုရင်ညာသိအောင်စစ်စစ်ကြီးကဲဒီမတ်ပုံတွေစစ်တဲ့လူကိုသူစစ်တယ်လို့မသုံးမနဲ့ငကားမင်းစစ်စစ်ကြီးသွားတယ်အဲ့တော့သူကကလားဆိုတာငကောမှအော်လာဘောကျွတ်တို့စစ်တဲ့ကြီးတွေနဲ့တိုက်ပြီးပါပြီဟောဒီဘာနဲ့မီဒီယာတွေလိုက်အော်လိုက်တာဗျာတခါလေမြန်မာဆိုရှယ်လီဆိုရကအဲ့ဒီမျိုးစုတွေနှိမ့်ဆက်နေပြီမျိုးရနေနှိမ့်ဆက်နေပြီမတရားဖိနေနေပြီဆိုပြီးတော့ကလားအော်တယ်ကလားပဲ့တယ်နိုင်ငံကဘာရိုက်ကတ်သွားဟုတ်လားနော်ရိုက်ကတ်သွားတယ်အဲ့ဒါကိုလူတွေလည်းအလုံးမတက်တာအဲ့ကုလသမဂ္ဂခေါ်တည်ပြီးတော့ဒီခါလေငကိုရှိရင်းဆွဲတဲ့အဲ့ဒီကလားတွေကဒီခါလေကျွေးတွေနွားတွေဆွဲပြီးထွက်ပြေးသွားကြတာငကိုရှိရင်းဆွဲတဲ့ဒီခါလေတယောက်ထွက်ပြေး10ယောက်ပြန်ပြီးရိတ်နေပါလက်ခံကြတာနော်အဲ့ဒါတို့ဘိုးကြီးတို့လာမှပဲကျမတို့ရွာလေးကြားကြတယ်သူတို့လိုက်မှပဲလူကြီးရပိုးတို့ဆိုတော့သူစစ်စစ်ရေးလို့မသုံးမနဲ့ရိုးရိုးပဲဒါလေးလှုပ်လိုက်တယ်ညာလေးလှုပ်လိုက်တယ်ဒီစစ်စစ်ရေးဒါလည်းသူတို့စစ်တဲ့ကြီးပါမနေနဲ့ဆိုရှယ်လီလမ်းကြီးလှုပ်ပြီးသွားဒါကလူတွေလှုပ်စစ်မှတ်ပုံတွေမရှိရေးယူဟုတ်လားအဲ့လိုမလုပ်ဘူးအမင်းကြီးသားဒီခါလေးကြွေးကြော်တာဝါသနာပါဥဒတိကြွေးကြော်လို့မဆိုနော်ဥဒတိကြွေးကြော်တာနဲ့ပဲတိုင်းကြီးအုပ်ချုပ်နော်ကြီးကြော်တာနဲ့ပဲအုပ်ချုပ်သွားအဲ့တော့
ဒီဟာတွေသူတို့ရှိရနေအစစ်စစ်မှားကြတော့မျိုးချစ်ဆိုတဲ့တက်မလို့သားကြီးတွေဘယ်လိုနေတော့မှာပေါ့နော်သူတို့လက်တက်ရောင်းမှာလည်းမျိုးကိုတောက်တယ်နော်သူတို့လက်တက်ကြတော့ဗာလဲဆိုတော့အဲ့ဒီရခိုင်နယ်စပ်စီပင်းဆိုလို့လိုက်တာရခိုင်သူတို့တော့စီပင်းသွားပါတယ်ရခိုင်လူမျိုးတွေတော့ဒိုင်းနေတာဟုတ်လားနယ်စပ်စီပင်းနော်နယ်စပ်စီပင်းတဲ့ရင်တော့ကဗာလဲကြော်ဟင်းပေါ်ကြော်ဟင်းသူခိတာဆိုတဲ့ဆေးလိမ်ပေါ့ဒီလုံးချမ်းသာဆိုတဲ့ဆေးလိမ်ကြော်ဟင်းကျင်ညာနော်ဒီလုံးချမ်းသာကြော်ဟင်းဆိုလူတို့ကဗာပြောဆိုတော့ဒီလုံးချမ်းသာမို့ဒီလုံးချောင်းဆိုးကြော်ဟင်းသူလည်းအဲ့လိုပဲသူတို့စီပင်းဒီသူလူစင်းရဲကြံခဲ့နေစက်အဲ့ဒီဟာမျိုးတွေဘယ်လိုအရေးဘုံကမတို့ထောက်ပြောလို့ဆိုတော့ချမ်းသာကြီးနာမှာကလားတယောက်ကျူလီယာဆိုင်လေးဖွယ်သူဆိုင်ဘုံတို့ကလည်းတော့ဝယ်ရတာဗောလေအားပြီးတာတော့မဟုတ်ဘူးသူဒီဇိုင်းရှိလို့ပါတော့ဗီဒီယိုလီမိုဒီဝယ်လို့စကားဆက်တယ်ကသူကခုလေးမှပုံနေမရှိတို့ဘုံကြီးတော့အားတိုင်းဝင်ပြီးမှပုံနေစစ်နော်အဲ့ဒီကောင်ဒီတိုင်းနေနေတာပဲသူဘယ်လိုလုပ်လာတော့ဆိုတော့ဒီရခိုင်နယ်စပ်ဒီလိုပဲပတ်စံပေးလာပြီးတော့ဒီရောက်ပြီးသူကအမှန်စီးပွားဖြစ်စီးပွားဖြစ်မှာတို့ကလည်းသူဆိုင်တော့ဝယ်ရအားပေးရတာအဲ့တော့ဒီဟာတွေကဒီနယ်ဘက်စီတွေကမလာလို့ပဲလာမှာတော့နောက်တကအဲ့မှာသူမတယောက်ကရဲသွားကြရဲနဲ့အိမ်အောင်ကြတော့အဲ့ဒီပဲသွားတာဝင်ကြတာအဲ့ဒါတဲ့တုန်းကနင်းတို့လည်းတိတ်မကြိုက်ကြရတယ်လို့တော့နောက်ကြသွားပြီတော့ကအရင်လူတွေကြိုက်တယ်ဆိုတော့အဲ့ဒါဒီကြီးတဲ့လူတွေသွားလို့ရှိရင်ရတယ်ဗျာအဲ့ဒါဗျာအဲ့ဒီဟာရဲကတော့ပြောတာဗျာကျုံလဲညီမပြီးမှကြားတော့မကြားသေးပါဘူးအဲ့ဒီဥစ္စာကြီးကြားတော့ထွက်လို့နေမို့ဝင်လို့နေမို့ထွက်လို့လည်းရတယ်ဘူးအကာသွားရင်လည်းအဲ့ဒီလမ်းကြီးနဲ့သွားလို့ရတယ်ဗျာအဲ့ဒါသူတို့မှားခဲ့တဲ့အမားတွေအဲ့ဒီအမားတွေခုခံရတာပဲဒါကြောင့်ညာရှိယောက်ကြားမှတ်လိုက်တော့ခါဆေးလွန်တော်ကိုဆရာနောက်ဆက်အခုခက်ဆိုတာအခုဒီလူနဲ့နောက်တက်လာတဲ့လူတွေကဒါတွေပူစားကြဒါတွေပူစားလို့ခုဒီမီစည်းဝေးရတယ်ဒါတွေပူစားဖို့အတွက်ရှင်းပြီးတယ်ပဲရှင်းပြီးတဲ့ပုံနဲ့ပါဝင်ကြတာပဲဘုန်းကြီးတို့ခဏခါပြောခဲ့တဲ့ရခိုင်တိုင်းသားတွေဆိုတာဒီကုန်းနဲ့ဘာသာတရားကိုင်းဆိုင်တယ်ဘာသာတရားသက်ဝင်တဲ့အမျိုးကိုချစ်တယ်ဝန်သားတို့လက်ကိတအမျိုးကိုစောင့်ရှောက်တယ်ဒါတွေကငကိုယ်နဲ့ပြည့်စုံနေတာအဲ့လိုပြည့်စုံပြီးတော့လေအေးချမ်းချမ်းနေတာဗောဒီကိုချင်းချင်းတော့အော်ဟေးစကားတွေပြောကြတာဟုတ်လားအဲ့လိုနေကြပြီနောက်ကနေပြီးတော့ဒီလားလူမျိုးကခုနတတိလေးဝင်တစားနဲ့များလာတဲ့ခါကျတော့ပုံမြင်လေးတခုသွားစီရဒါလေးလည်းပုံလေးဖြစ်မှာပါအာရပုံမြင်လေးအာရပုံမြင်လေးအားလုံးကြည့်ကြောင်းမှာပါဒီနေ့မှာအာရကြီးတရားတဲ့တဲကနိုင်ရာကြီးသွားတယ်တဲမုံနိုင်ကြီးထိုင်ပြီးတိတ်ချမ်းနေတယ်တိတ်အေးတယ်တိတ်အေးတော့သူစီးလာတဲ့ကလေးအုပ်ကိုအပြင်မှာထားပြီးသူကရွက်ကျင်တယ်လေးတဲ့အိတ်မိုးရလေးရတိတ်အေးတာအဲ့ဒီကလေးအုပ်ကရာဒီလူသိလို့သူခေါင်းလေးဝင်မရသေးမိုးပေါ်ရတယ်ဝင်လူရငါခေါင်းလေးကတော့နှွေးပါလေလဲမင်းလေးဝင်မရသေးဝင်လဲမင်းလေးတော့နှွေးပါပြီခန္ဓာကိုယ်ရှိလက်လေးတစ်ချောင်းဝင်မရသေးဝင်နောက်ခြေလေးတစ်ချောင်းဝင်မရသေးဝင်အဲ့ဒါရှိကလေးကိုတဲတဲ့ကိုဒီဘလုံးရောက်လာတော့ဘာပြောလို့ဆိုငါနေရတာကြက်နေလို့နေရအပြင်ကျွတ်ပြီးပါအခုလည်းမိုးကိုလာတဲ့ကလေးအုပ်နော်မိုးကိုလာတဲ့ဒီကလေးအုပ်ကတော့ကြီးတော့နှစ်ချောင်းကလေးအုပ်ပေါ့နော်မိုးကိုလာတဲ့ကလေးအုပ်တွေများလာပြီဒီကလေးအုပ်ဓာတ်တွေကိုဖြည့်ရှင်းဖို့အတွက်အခုလိုကာကျူလေးထုတ်နေရောနော်တို့တွေရုပ်ချပါတယ်လို့ပြောနေရင်နေရလွတ်တော်ကြီးလည်းပေါ်နေကျင်းအောင်ဒီကြီးဆိုတဲ့အခါလဲဒီအမေရိကန်တို့အင်္ဂလန်အော်စီကိုသွားတိတ်ပိုက်တယ်အော်စီမှာရှိနေတဲ့နေတစ်ဖြစ်တဲ့အဘော်ဒီဂျင်းလူမျိုးတွေကိုနေထိုင်ခွင့်ပေးရမော်ကြီးထဲမှာအဘော်ဒီဂျင်းတယောက်ရောက်လာကားကြီးရက်ပေးရသူကြိုက်တဲ့မော်ထဲမှာထိုင်းနေသူလုံးချင်လို့ဘာမှမပြောရအဘော်ဒီဂျင်းတွေအခွင့်အရေးအပြည့်ပေးရဒီအမေရိကန်လည်းနေတစ်ဖြစ်တဲ့ရက်အင်ဒီယန်တွေသူတို့လုံးမစားနိုင်တော့သူတို့အတွက်ဘာတွေလုပ်ပြီးတော့ဟောဒီ Las Vegas မှာကက်စီနိုကြီးတွေထောင်ပြီးသူတို့မူလတိုင်းရင်းသားတွေဒီမိုကရေစီဆိုတဲ့နိုင်ငံမှာတော့ခွင့်ရပုံပေးရကျင်းတော်ဥပဒေမှာဖြစ်ဆိုတဲ့ထိစက်နေနေမှာဖြစ်တဲ့အတွက်ထိစက်နေနေတိုင်းမှာဒီပြဿနာရှိဒီပြဿနာရှိတဲ့အခါမှာဒီပြဿနာကဥပမာကိုဆိုဘိုဒေသအဲဒီကူကရိုအေးရှားကိုဆိုဘိုတို့အိန္ဒိယကကက်ရှမီးယားတို့နော်ထိုင်းတောင်ပိုင်းကနာရာစီဝတ်တို့ဒီဗမာပြည်ကခုဒီရခိုင်တိုင်းရင်းသားတို့ရဲ့နေရာတို့အဲ့ဒါ
အခြားနေရာတွေအခြားနေရာတွေအခြားပြည်သက်နေပြည်တွေရဲ့အခြားလူမျိုးတွေမှာပြဿနာမဖြစ်ဘူးအခုဒီလူမျိုးတွေရဲ့ဒီထုံးတမ်းတွေဒီဘာသာတရားတွေရဲ့တမျိုးသွန်သင်မှုတွေကြောင့်လားမသိအဲ့ဒီလူမျိုးတွေရှိတဲ့နေရာမျိုးတွေဒီပြဿနာအမြင့်တက်လို့ကိုယ့်ရဲ့အခြေခံဥပဒေကပေါ်ခိုင်နိုင်နေမြခိုင်အောင်ဆွဲခြင်းဖြင့်ဘုရားရဲ့ကြလေအုပ်တွေကိုကာဝေနိုင်တဲ့အခြေခံဥပဒေတရားကိုပေါ်ဖို့အတွက်စီးလူတွေမှားခဲ့တဲ့အမားတွေကသင်္ကန်းစာရုံပြီးနောက်လူတွေကကိုယ်မျိုးသားတွေကိုယ်တိုင်းပြည်နေလူထုတွေကောင်းစားအောင်ပျော်ရွှင်အောင်ချမ်းမြေ့အောင်လုံခြုံအောင်ခိုင်မာတဲ့ဥပဒေကြီးခိုင်မာတဲ့အခြေခံဥပဒေကြီးကိုတိုင်းရင်းသားတွေလူလားမှုစန္ဒတွေငါလည်းဘောနဲ့ဟိုညောင်းနေပင်မှာဆွဲတယ်နော်ငါလိုတဲ့အခြေခံဥပဒေကိုပဲနဲ့ဟုတ်လားအဲ့ဒါပြည်သူလိုလားတဲ့အခြေခံဥပဒေကြီးကိုဆွဲနိုင်ပါလေသတိဆွဲကြပါလို့တိုက်တွန်းရည်ချုပ်ပါတယ်ခုဆက်လက်ပြီး88တောင်သားကောင်းဆောင်ကိုမိုးသီးစွန်ဆွေးနွေးတင်ပြဖိတ်ခေါ်ပါတယ်ဆရာလည်းတိတ်မရှိတော့ကျွန်တော်တူတူနဲ့တူတူကိုပဲဆွေးနွေးပြပါမယ်အခုကြွားရောက်လာတဲ့ကျွန်တော်တို့ဒီတန်ကားတော့အပေါင်းနဲ့ဒီကိုမောင်နှမအပေါင်းကိုလည်းစကားပြောဝင်ပြီးတဲ့အတွက်ကျွန်တော်တို့လည်းကျေးဇူးတိတ်တင်ပါတယ်ကျွန်တော်တို့အခုဗမာပြည်မှာလူမျိုးရေးပြည်ပခါတွေဖြစ်တယ်ဘာသာရေးပြည်ပခါတွေဖြစ်ခဲ့ရတဲ့အချိန်ချင်းပဲပေါ့လေဒီဟာတွေကဘယ်တော့မှပြီးမလဲတော့မသိဘူးအဲ့တော့ကျွန်တော်ကိုလူတစ်ယောက်လောက်ဥပမာပြသမ်းပါရိုဟင်ဂျာဟာတိုင်းရင်းသားဖြစ်တယ်လို့ပြောတဲ့ဗမာကောင်းဆောင်တစ်ယောက်လောက်ကျွန်တော်ကြည့်တယ်ကြားဘူးလားကြားဘူးတဲ့ဆိုရင်ကျွန်တော်တို့ကပြောရမယ်ကျွန်တော်တို့လက်တွေ့ကျွန်တော်24နှစ်သမိုင်းမှာဗမာခေါင်းဆောင်ကြီးတွေအကုန်လုံးကရိုဟင်ဂျာဟာတိုင်းရင်းသားလူမျိုးပါလို့ဘယ်သူမှမပြောဘူးဟိုမှာဝင်လာတဲ့ invasion ဘလုံးကတားလို့မှမရဘူးကို့မှာတတ်မှမရှိဘူးဒါကိုကျွန်တော်တို့ခုခံကာကွယ်ဖို့ဟောင်းလို့စဉ်းစားကြပါလို့ကျွန်တော်နေတိုက်တွန်းခြင်းတယ်အချိန်လည်းမရှိတော့တိုးတိုးပဲပြောပါမယ်ဘာမီကျွန်တော် black ထဲမှာပါတယ်ဒီရနေတော့စစ်ကြည့်လို့ရတယ်အဲ့ဒီရနေထုတ်ပြီးတန်းနဲ့ပြစ်သားလိုက်ခြင်းတယ်ဗမာဖြစ်ရတာရှက်လာတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောနေတာအဲ့တော့ဘာဖြစ်လာဒီမှာတော့ပြန်ပေါ်ပြန်ပြီတောင်းရမှာတခုပဲငါတို့ရခိုင်လို့ဦးရဲမှမရှိတယ်ဦးရဲမှကရဲတက်ခွက်လည်းမရှိဘူးကျွန်တော်တို့ရွေးထားတဲ့ပြည်သူကိုယ်စားလှယ်ဟဲ့လားအခုဘယ်လိုလဲကိုဒေါက်တာအေးမောင်ကအရုပ်ကလေးလိုဖြစ်သူ့အောက်မှာရဲတက်ခွက်လည်းပုံမှန်ပြီးလို့မရဘူးဟဲ့လားဒီမှာကျွန်တော်တို့အခုပြည်နယ်တွေမှာဘယ်လိုရှိလဲပြည်နယ်တောင်တက်တွေရှိနေအမေရိကမှာသူတို့မှမရှိဘူးထိုင်းမှာလည်းရှိနေတယ်အဲ့တော့ကျွန်တော်တို့တိုင်းရင်းသားတွေဟာကိုယ်ပိုင်ကျွန်တော်တို့ပြဋ္ဌာန်းခွင့်အရေးကြီးတယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသမျှအချိန်ချင်းရင်ဆိုင်ရမယ်အဲ့တော့ကျွန်တော်တို့ခုဗမာပြည်တဲ့ကိုဘိုးတော်ပြလက်ထက်တွေကဝင်လာတဲ့ဒီရခဒီဘင်္ဂလားဟာ၈သိန်းရှိလောက်ရှိသွားပြီလေ၈သိန်းမြန်မာတွေဟာဒီနေရာမှာမနေနိုင်လို့တပြည်လုံးကထိုင်းထဲကိုသွားတာ6တန်းရှိတယ်ဘင်္ဂလားဒေ့ရှ်ကိုဝင်လာတာက9သိန်းတသိန်းက officially refugee လျှောက်ထားတယ် granted လို့ထားတယ်ဘင်္ဂလားဒေ့ရှ်ကျွန်တော်ကောင်းတဲ့ထဲမှာဒီ refugee ကအိန္ဒိယတွေမပါသေးဘူးသွားကြည့်ပါအဲ့ဒီမှာရခိုင်ကိုတွေ့ရမယ်အများကြီးပဲကရင်တွေအများကြီးချင်းတွေအများကြီးတစ်ခါလေစိတ်မကောင်းဖြစ်တယ်ကျွန်တော်ခုနကပြောလို့ကျွန်တော်ဒီရနေတော့ကျွန်တော်တခါနဲ့ပြတ်တတ်ချင်နေတယ်ဒီလိုသွားဖြစ်နေတယ်ဆောက်သားချက်စရာရမ်းကောင်းတယ်ဒီမှာ9သိန်းဝင်လာတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာကလွတ်သွားတဲ့ခါတွေဝင်လာပြီအဲ့တော့ကျွန်တော်အနေနဲ့ solution ပေါ့ဟောင်းပေါ့ဘာလဲဆိုရင်ကျွန်တော်တို့ပြောရမယ်ငါတို့ကိုယ်ပိုင်ပြတ်ထားမှပြီးဖို့လိုတယ်အခုဆိုရလည်းရှိလာပြီကိုယ်နဲ့ဒီငါတို့အုပ်ချုပ်ဖို့ကျွန်တော်တို့ပြောရမယ်ယူလာတော့ population ကစစ်တွေမျိုးဟာတဝက်ဖြစ်သွားတယ်ကျွန်တော်တို့သိတာပေါ့စစ်တွေမျိုးကတဝက်ကျသွားပြီဒီရိုဟင်ဂျာဒီဘင်္ဂလီ population ကရန်ကြီးလာကျွန်တော်တို့ခေါင်းကိုက်တာပေါ့ဒီဘုဒ္ဓတော်မောင်းတော့မပြောနဲ့အဲ့ဒါကိုလည်း constitution နဲ့ပါလီမန်မှာတားရမယ်ဘာသာရေးစောက်ဝင်စောက်တဲ့ခါဘေးပတ်ဝန်းကျင်နဲ့သဘောတူညီချက်လို့ပါလို့ပြောရတဲ့ဒီကုန်းချုပ်ပါတယ်အခုဆက်လက်ပြီးဆရာဒေါက်တာကျော်ထိုင်းမှဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ဘုံလို့ဒီနေရာနေပြီးတော့ကိုယ်ရခဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါအမေရိကန်လိုနှုတ်ဆက်ရရင်တော့ Happy Father Day အခုကြားရတဲ့သတင်းတွေကလည်းအမတန်စိတ်မချမ်းမြေ့စေဖြစ်ဘယ်လိုလဲဆိုတော့အမလူမျိုးတွေဟာလားရခိုင်ဆိုတာလည်းဗမာဆိုတာလည်းရခိုင်ကျွန်တော်တို့တိုင်းနဲ့ပြည်နယ်14ခုရှိတဲ့အထဲမှာလူမျိုး9မျိုးအဓိကထားပြီးတော့
ဟာလားပြောမယ်ဆိုရင်ဒီဗမာရခိုင်ဆိုတာညီရင်ကိုမောင်ရင်မှအဲ့တော့တယောက်ဖြစ်ရင်တယောက်မခံနိုင်မူဂျာဟစ်လို့မူဂျာဟစ်ဆိုတာကြောင့်တူတူပါပဲဖွဲ့တယ်အဲ့ဒီလူတွေကဗုဒ္ဓတော်မောင်တော်မှာလက်မှတ်မရှိပဲဝင် illegal immigrant ဗုဒ္ဓတော်မောင်တော်ဆိုတာကျွန်တော်တို့ဒီလိုကြည့်လိုက်လို့ရှိရင်ဘင်္ဂလားဒေ့ရှ်မြစ်ကိုမြင်နေရ7မိုင်တောင်မရှိဘူးအဲ့ဒီအနည်းဆုံးရွာအဲ့ဒီရွာလူတွေကဒီဘက်ကိုကူးလိုက်ဟိုဘက်ကိုကူးလိုက်ဒီဘက်ကိုကူးလိုက်ဟိုဘက်ကိုကူးလိုက်ဖြတ်တန်းနေတာအလွယ်တကူအခုကြည့်သူတို့လောက်ရက်ကိုမကောင်းသူများတိုင်းပြည်ကိုဝင်ပြီးစော်ကားသူများပစ္စည်းကိုဝင်ပြီးလူတယ်သူများစာကိုဝင်ပြီးစားဒီလူတွေရဲ့အကျိုးပေးရပဲတော့မကောင်းပါဘူးအားလုံးသိတဲ့အတိုင်း international global tourism ကိုသူတို့ကြည့်ပါအဲ့တော့ဒီအချက်တွေဟာကျွန်တော်တို့ဗမာပြည်အတွက်အမတန်ကိုအရေးကြီးတယ်အမတန်ကိုဟာလားတတိထားရမယ်အခြေအနေဖြစ်တယ်အဲကြောင့်ဒီအခြေအနေတွေကိုကျွန်တော်တို့တတိထားပြီးတော့ကကွယ်ဖို့လိုတယ်အဲ့တော့ဒါရခိုင်မှမဟုတ်ဗမာမှမဟုတ်ချင်းမှမဟုတ်ကချင်မှမဟုတ်အားလုံးတပြည်လုံးရဲ့တာဝန်ဖြစ်တယ်အဲ့ဒီတပြည်လုံးရဲ့တာဝန်ကိုယူထားတဲ့ပုဂ္ဂိုလ်တွေဟာဟာလားတိုင်းပြည်မှာအုပ်ချုပ်နေတဲ့ဟာလားအစိုးရဒါတွေကိုအဓိကထားပြီးတော့ကြည့်ရမယ်ဒီဟာဘာသာရေးတိုက်ပွဲလည်းမဟုတ်ဘူးလူမျိုးရေးတိုက်ပွဲလည်းမဟုတ်ဘူးဒါပေမဲ့ကိုယ်တိုင်းပြည်ကိုအစော်ကားမခံရအောင်ကိုယ်တိုင်းပြည်ကိုဝိသုမခံရအောင်ကာကွယ်တဲ့အနေနဲ့တပြည်လုံးတက်တက်ကြွကြွနဲ့လုပ်ရမယ်မီဒီယာတွေကိုအမြင်မှန်ပေးရမယ်ဟုတ်လားတကယ်ဆိုတော့ဒီလူတွေက959ခုနှစ်လောက်ကစပြီးတော့ရခိုင်လူမျိုးဆိုတာအဲ့ဒီရခိုင်တိုင်းပြည်မှာဖြစ်လာလို့ဗမာလူမျိုးတွေကလည်းဗမာချင်းတွင်းမြစ်နဲ့ဟာလားအေယာဝတီမြစ်ကြောင်းမှာပေါ်လာတယ်နော်အနော်ရထမင်းက1144ခုနှစ်မှာရခိုင်ပြည်ကို empire ချက်ပြီးတော့ဗမာလူမျိုးတစ်မျိုးတည်းလို့လုပ်လိုက်အဲ့ဒီကကျွန်တော်တို့ဒီရခိုင်နဲ့ဗမာဆိုတာခွဲခြားလို့မရပါဘူးအတန်လေးပဲရစကားပြောတာအတူတူပဲဘုရားရှိခိုးတာအတူတူပဲနော်အားလုံးကကျွန်တော်တို့ကိုယ်တွေးသားတယ်အဲ့ဒါကြောင့်မလို့ဒီတွေးသားရဲ့အန္တရာယ်ကိုရှေ့တန်းကနေပြီးတော့ဟာလားချိုးဖောက်ပြီးဒီခုနပြောတဲ့ရိုဟင်ဂျာတွေရိုဟင်ဂျာဆိုတာခုနကျွန်တော်ပြောတဲ့ရာဇဝင်ကျောင်းထဲမှာရိုဟင်ဂျာဆိုတဲ့လူမျိုးကိုကြားဘူးပါလားခင်ဗျာကြားဘူးပါမကြားဘူးပါမရှိခဲ့ပါဒါကြောင့်မလို့ဒီနေရာကနေပြီးတော့ကျွန်တော်တိုင်းပြည်ကျွန်တော်ရင်သွေးတွေကိုကာကွယ်တဲ့အနေနဲ့ကျွန်တော်တိုက်တွန်းနေတာကတော့သူတို့အခုနော်သူတို့အခုပြည်နယ်တောင်းနေပြည်နယ်တောင်းအိန္ဒိယမှာတွားပြီးတော့ UN ကိုဝင်ပြီးဖြည့်ရှင်းပေးပါသူတို့ကိုဟာလာ UN ကနေပြီးတော့ camp လုပ်ပေးပါသူတို့တွေဟာဗမာပြည်ကနေထွက်ပြေးလာတဲ့ဟာလာဒုက္ခတွေဖြစ်ပါဗမာတွေကနှိပ်စက်ပါတယ်လို့ပြောပြီးတော့အဲ့မှာလောက်လာရအဲ့ဒီထက်မှာလူပုတ်ထက်မှာဘယ်သူတွေပါလဲဆိုရင်နှစ်ပေါင်း80လောက်ကဗမာပြည်ကနေပြီးတော့ဝင်လိုက်ထွက်လိုက်လုပ်တဲ့လူတွေအိန္ဒိယရဲ့ passport နဲ့အိန္ဒိယရဲ့ ID နဲ့နေတဲ့လူတွေကလည်းအဲ့မှာတောင်းဆိုဒါသူတို့ကခုနပြောတဲ့မွတ်စလင်ချင်းရိုင်းတင်ပြီးတော့လုပ်တာပဲအဲ့အဲ့ဒီအတွက်ကျွန်တော်ဟာလားခုနပြောတဲ့ဒီလူတွေကအကျိုးပေးမကောင်းလို့ဒုက္ခလည်းရောက်နေတယ်အဲ့တော့သူတို့ကိုကျွန်တော်ရာနှုန်းမြင့်ထောက်ခံပြီးတော့ UN ကစောင့်ရှောက်တဲ့အနေနဲ့အဲ့ဒီမှာပဲစောင့်ရှောက်ထားပါဗမာပြည်ထဲမှာမထားပါနဲ့မူဂျာဟစ်ရိုဟင်ဂျာဒီပုဂ္ဂိုလ်တွေဟာဗမာရာဇဝင်ထဲမှာလည်းမရှိပါဘူးသမိုင်းမှာလည်းမရှိပါဘူးလက်တွေ့အခြေအနေတွေမှာလည်းဗမာတွေမဟုတ်ပါဘူးနော်အဲ့ဒါကိုကျွန်တော်ဒီနေရာကနေပြီးတော့မီဒီယာတွေရောဟာလားကမ္ဘာမီဒီယာတွေရောအမေရိကန်မီဒီယာတွေရောဗမာမီဒီယာတွေရောအကုန်လုံးကိုဒီနေရာကနေပြီးတော့ကျွန်တော်ဒီ clear လုပ်ရိုဟင်ဂျာဒီဗမာမဟုတ်ပါရာဇဝင်မှာလည်းမပါပါနော်ဗမာလူမျိုးလည်းမဟုတ်ဗမာနေတဲ့လည်းမဟုတ်ဗမာနဲ့ဘာမှမဆိုင်ပါဘင်္ဂလားလို့တတိရှိဘင်္ဂလားဒေ့ရှ်လို့တတိရှိနဲ့ကျုပ်တို့နဲ့မဆိုင်ဘူးဆိုပြီးတော့ပဲပြမဲ့ပေးလိုက်ပါဒီညာပြင်ပြဆက်လက်ပြီးဆရာတော်ဦးနာရီက
ဆွေးနွေးတင်ပြပြီးတော့ထောက်ထားပါတယ်ဗျာတော်ရောက်လာတဲ့လူတွေကိုဒီလိုလာပြီးတော့ရခိုင်မှာပြည့်ပြည့်နေရခိုင်လာပြီးတော့ပြည့်ပြီးတော့တော်ရောက်လာတဲ့လူတွေကိုအထူးကျေးဇူးတင်တော့မမပြောတတ်တော့ပါလေသူကတော့ဦးစင်းကတော့ဘာမှဆွေးနွေးမတင်ကြတော့ဘူးအဲကြောင့်လည်းလူတွေကဦးစင်းတာအများကြီးဆွေးနွေးတင်ကြတော့ပြီဒါပေမဲ့ဦးစင်းတို့ဖြစ်ပြနေတဲ့အားတွေကိုဒီတိရောက်ရောက်ဘယ်လိုကူညီပေးနိုင်လဲဆိုကြတော့ဒီဆိုတဲ့စီမှာလေအထူးသဖြင့်ဦးစင်းတို့လက်ရှိလောက်ကနေရတာကပါလေဆိုလို့ချင်းအာရကဖောင်ဒေးရှင်းဆိုတော့ဒီနေ့တည်းမှာဦးအေးတာတို့ဆရာတော်ကြီးတွေဥဆောင်ပြီးတော့ဦးစင်းတို့ကူညီပေးနေတယ်ဒီကနေဒါကဆိုလို့ချင်းဦးကျော်စောပြီးတော့ဒီမှာဦးစင်းတို့ဥဆောင်ပြီးတော့လုပ်နေတယ်အဲ့တော့ကြောင့်ဒီအခုဖြစ်ပြနေတဲ့အားတွေကိုခုနကတော့ပေါ်လိုစီနဲ့စိတ်ထဲကလည်းဆွေးနွေးတော့ကြတယ်နောက်တစ်ခုကဒီပါရီလောက်ရမယ်ဆိုတာဆွေးနွေးတော့ကြတယ်ဦးစင်းတို့ကတော့ဒီလိုအထူးသဖြင့်ဒီဗမာတွေတိုင်းရင်းသားတွေဝိုင်းပြီးတော့ဒီလိုလာပြီးတော့ဦးစင်းတို့ရဲ့အရေးခင်ပေါ်နေတာဦးစင်းတို့ရဲ့အရေးခင်မျိုးမြန်မာနိုင်ငံရဲ့အရေးခင်ဟုတ်လားဒီတိုင်းမှာလာပြီးတော့ဒီလိုဒူညီတဲ့အမြင်တွေကိုဒါမျိုးသားရဲ့ဟောအကျိုးစီးပွားတို့ဆိုတော့ဒူညီတဲ့အမြင်ကိုဟောရတယ်လို့ဦးစင်းတို့အထူးကျေးဇူးတင်ပါတယ်ဒီမှာရောက်လာကြဒီမှာရောက်လာကြတဲ့လူတွေဒီနေ့ရိုဟင်ဂျာစကားလုံးရှိဆိုရအောင်ဦးစင်းတို့ကြားလို့အထူးဝမ်းသာပါတယ်ဟုတ်လားအထူးလည်းဝမ်းသာပါတယ်ဦးစင်းတို့ကအဓိကဒီစကားကိုကြားချင်တာအထူးသဖြင့်နိုင်ငံသမားတွေမီဒီယာတွေပေါ့လေအထူးသဖြင့်ဒါတွေကမီဒီယာတွေနိုင်ငံသမားတွေအပြင်ကလုပ်ပေးလို့ဒီလိုဖြစ်နေတဲ့ဆိုတာဦးစင်းတို့သိတယ်ဟုတ်လားဒါမျိုးဦးစင်းတို့ကမြေသူ့မြေပါလို့မပြောဘူးပြည်တွင်းမှာအစိုးရရဲ့အုပ်ချုပ်ရေးစနစ်ရှားစားနေတဲ့တော့ဒါကြောင့်ဒီလိုဖြစ်တဲ့ဆိုတာလည်းဦးစင်းတို့သိတယ်ပြည်ပကနိုင်ငံသမားတွေကလုံဆော်ပေးလို့ဒီလိုဖြစ်တဲ့ဆိုတာလည်းဦးစင်းတို့သိတယ်အဲ့ဒါကြောင့်ဒီနေ့ဟာဒီရိုဟင်ဂျာဆိုတဲ့စကားလုံးကိုဦးစင်းတို့ကဘာကြောင့်ဒီလိုကံကွာဆန်းကျင်ကြလေဆိုတော့ဒါရဲ့အန်ဒီဦးစင်းတို့သိတယ်ဟုတ်တယ်ဦးစင်းတို့ဘာကြောင့်ဦးစင်းတို့ရခိုင်တွေကပဲအနေကနေရတယ်ကိုကလာနေတယ်ဆိုတော့ဒီအန်ဒီကိုဦးစင်းတို့ကတိုးတင်ပြီးတော့ခုနကတယောက်ပြောတော့တယ်လို့ရခိုင်တွေကနိုင်ပေါ့စေခုနကတွေကဒီကိစ္စပြောနေပြီဟုတ်တယ်မစေခုနကမဟုတ်ဘူးငါစလေခုနကဂါဒီယန်သတင်းစာမှာဘာတွေကရခိုင်တွေကံကွာနေပြီနေရမှာပါလေဒါငါစလေခုနကဂါဒီယန်သတင်းစာမှာပထမဆုံးဒီကလာတွေကရိုဟင်ဂျာဆိုတဲ့ကြောက်ကိုကြည့်ခဲ့တာအဲ့ဒီလောက်တွေကရခိုင်ကောက်ဆိုတွေကဒီဗမာပြည်ပါလီမန်မှာကန့်ကွက်နေပြီဒီကိစ္စကိုအဲ့ဒီလောက်တွေကကန့်ကွက်လာတာအခုလေဦးစင်းတို့ကနေဒီကိစ္စကိုကန့်ကွက်နေဆိုတာဦးစင်းတို့ရဲ့အန်ဒီဦးစင်းတို့သိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ဒီဦးစင်းတို့ကနေပြီးတော့ဒီတဲ့ချင်းပြောလို့ရှိရင်ဒီနားမှာကုန်ပြောကြရိုဟင်ဂျာမရှိကြောက်ပြောတော့ကြတော့ဒါပေမဲ့ဗမာပြည်မှာရှိဒါသူတို့ကရိုဟင်ဂျာမဟုတ်ဘူးချင်းပြောလို့ရှိရင်ဒါတွေကငလိမ့်ကြတယ်သူတို့ကအကောက်ဆုံးပေးတိုင်တယ်ပေးတဲ့နေရာတွေကသူတို့ငလိမ့်ကြတယ်တကယ်လိမ့်နေကြတာချင်းပြောလို့ရှိရင်ဟုတ်လားဆိုတော့ဒီငလိမ့်ကြပေါ့ငလိမ့်ကြသူတို့ကရိုဟင်ဂျာမဟုတ်တကယ်တမ်းငလိမ့်ကြတယ်သူတို့ကတကယ်လိမ့်နေကြတာသူတို့ကဒါပေမဲ့ဦးစင်းတို့ကတိတဲ့ဆိုပြီးဦးစင်းတို့ရခိုင်တွေအထူးသဖြင့်ရခိုင်တွေကစကားတော့ပြောလို့ရှိရင် crisis ဟုတ်လားဆောင်းရောက်တယ်ဒီလိုပြောတယ်ဆိုပြီးဦးစင်းတို့ပြောကြတယ်အဲ့တော့ကြောင့်ဦးစင်းတို့ကနေပြီးတော့ဒီကိစ္စကိုလည်းဦးစင်းတို့တိုင်းနိုင်ဆုံးတိုင်းရင်းသားတွေနာပူပေါ်ပြီးတော့ဦးစင်းတို့ဒီခုနကပြောလူတွေဒီကောက်ဆောင်တွေဆရာတော်ကြီးတဲ့အချိန်ပေးတော့သလိုပြည်တွင်းမှာပါလီမန်မှာလည်းဦးစင်းတို့တိုင်းနိုင်ဆုံးဒီကိစ္စတွေကိုဒီလာမဲ့ဟိုဟာပါလီမန်စားတဲ့ခါပေါ်ဒီသူတို့စားတဲ့ဒီကိစ္စတွေကိုတင်သွင်းဖို့တော့ဦးဇင်းတို့ပြောတော့မှာပါပြောကြချင်တာကဒီနိုင်ငံရေးသမားတွေမီဒီယာတွေပေါ့လေအကယ်ရိုဟင်ဂျာရှိတယ်ဆိုတဲ့ဟာကိုသူတို့ကပြောချင်တယ်ဆိုလို့ရှိရင်ဦးဇင်းတို့ရခိုင်နဲ့လာပြောလို့ရတယ်ရခိုင်နဲ့ဆွေးနွေးလို့ရတယ်ဦးဇင်းတို့မှာဦးဇင်းတို့တဲ့ပညာရှင်တွေဟိုဟာတွေအကုန်လုံးရှိတယ်အဲ့တော့ကြောင့်ပညာမှာမဆိုတဲ့တင်တာမှာတော့၎င်းတယ်လီဗီရှင်းမှာတော့၎င်းဒါရိုက်ဆွေးနွေးရှင်တော့၎င်းဦးဇင်းတို့ကအရှင်မြေခေါ်လို့ရတယ်ဟုတ်တော့ဦးဇင်းတို့အရှင်မြေဦးဇင်းတို့ဖကဒီပြောမယ်ဆိုမဲ့လူတွေရှိတယ်ဦးဇင်းတို့လည်းရှိတယ်လို့နောက်တဲ့ဒီပြင်ဒီခိုင်သမားပညာရှင်တွေပေါ့လေခိုင်သမားပညာရှင်တွေရှိတယ်ဟောမှာဒီရိုဟင်ဂျာကိုလိုဘီလုံးနေတဲ့လူတွေကိုဦးဇင်းက message ပေးချင်တာတွေကသိလားရိုဟင်ဂျာကိစ္စတော့လိုဘီလုံးတဲ့လူတွေဆိုလို့ရှိရင်ဦးဇင်းတို့ State Department မှာပြောခွင့်တော့မရှိဘူးဒီကိစ္စကိုပြောလို့ရှိရင် racist တွေလာတယ်ဟုတ်တယ်မလားအဲ့တော့ကြောင့်ဒီဦးဇင်းတို့ဒီ statement တွေရေးကြမှာတော့တော်ကိုဒီ balance လုပ်ပြီးတော့ရေးပြရတာဟုတ်လားတော်ကို balance လုပ်ပြီးတော့ရေးပြရတာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီ racist တွေပါမှာဆိုလို့ဒါပေမဲ့ဖြစ်ရတဲ့ကတင်းနေတာရခိုင်တဲ့တင်းနေတာကိုတိုက်ပြင်မှာကိုဒုက္ခတွေဖြစ်နေရတယ်ဆိုတော့စိုက်စားကြည့်ဖို့လေဘယ်လောက်ထိဒုက္ခရောက်နေဆိုတာကိုလေချက်ချင်းပြောလို့ရှိရင်ဦးစင်းအမေတော်ကကိုယ်အိမ်မှာမနေရဘူးဖုန်းကြီးချက်ပို့ထားတယ်ဒီနေ့မှပြန်ရောက်လာပြန်ယူလာအဲ့လောက်ထိချင်းဖြစ်နေတယ်လေပြည်နေကိုရောက်လာတဲ့လူတွေကသူကျေးဇူးတင်ပါတယ်ကြွရောက်လာတဲ့ဆိုင်ဆွေးနွေးတင်ပြတဲ့အကုန်ဆွေးနွေးတဲ့လူအားလုံးအထူးကျေးဇူးတင်ပါတယ်အခုနောက်ဆုံးအနေနဲ့ဦးစန်းမြင့်မနေပြီးတော့နောက်ဆုံးပဲကျေးဇူးတင်စကားပြောကြားပါလိမ့်မယ်ရှင်
နောက်ဆုံးပဲအင်္ဂလိပ်လိုတော့ကျေးဇူးတင်စကားဆိုပြောရမယ်ဆိုတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးပါဆက်ပါမယ်ရှိတယ်သို့တော်လည်းပဲကျွန်တော်လည်းတခုပြောနေတာဖြစ်ဆက်ပြီးတော့ပေါ့နော်ခုနကပညာရှင်တွေလာတတိနာရဲ့လူတွေပြောကြဆိုကြတာတကယ်အားရပါတယ်ခုနကဦးစင်းဦးနာကပြောတော့လို့ပဲကျွန်တော်တို့တိုင်းနယ်စကားလုံးကရိုဟင်ဂျာဒီကျွန်တော်ဖြစ်ဆက်ပြချင်တာကတော့တမိုင်းလေရိုဟင်ဂျာဒီဘင်္ဂါလီပြောတာဖြစ်ပါသည်ဆိုတော့ကြားလိုက်ရတယ်ကျွန်တော်နားထဲမှာနဝင်းရှိုးလို့တတ်တော်သားမအောင်လို့စာကနာပြောပြီးလို့ပြောချင်ပါတယ်လာတဲ့ကြောက်မြန်မာလူမျိုးတွေဟာဖြစ်ပြနေတဲ့တော့ဖြစ်ပြနေတဲ့သဒ္ဒနာပေါ်မှာ emotion တွေနဲ့တုံ့ပြန်ကြမယ်ဟလာဟိုဒီလူတွေကိုဟလာကျွန်တော်တို့လုပ်လိုက်မယ်ဆိုရှင်ကျွန်တော်တို့ဟိုတစ်ဖက်ကနေနှစ်ဖက်ပြတော့မယ်ဘာလို့ဆိုတော့ဒီဘင်္ဂါလီကလာတွေဟာအင်တန်မှကောက်ချစ်တယ်စစ်ဆိုရတဲ့ကောက်ချစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကလည်းရခိုင်မှာနေခဲ့တာပါကျွန်တော်ဒီရခိုင်မှာမွေးရခိုင်မှာကြီးရခိုင်ကြီးတောက်ခဲ့တဲ့အတွက်ရခိုင်လေးပေါ်မှာကျွန်တော်သက်ရှိရပါမယ်ရခိုင်ဒီနေ့တော့မြန်မာပြည်မှာရှိတဲ့လူမျိုးတိုင်းကိုပေါ်မှာလည်းကျွန်တော်သက်ရှိရမယ်ဘာဖြစ်လို့ဆိုရှင်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာနေမြန်မာနိုင်ငံသားတွေဖြစ်ကြတဲ့အတွက်အဲ့တော့မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးကိုကျွန်တော်တို့နိုင်နိုင်ရပါသို့တော်လည်းအခုကျွန်တော်မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးရေးတရားဥပဒေစိုးမိုးရေးဆိုတာရုပ်တွေကတော့ထပ်ပေါ်ပြီးတော့စိုးမိုးနေတာနောက်ဘက်မှာကလာရခိုင်ဘက်မှာတော့ကလာဦးလို့စိုးမိုးတယ်ဆိုတော့ဟိုကျွန်တော်တရားဥပဒေစိုးမိုးရေးကကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအင်မတန်မှကျော်ရဲနေတော့အခုအဲ့ဒါကိုဒီအင်အားကြီးနိုင်ငံတွေကနေပြီးတော့အခွင့်အရေးယူပြီးတော့ကျွန်တော်တို့ရဲ့ဒီဘင်္ဂါလီကလာတွေကိုဒီရိုဟင်ဂျာဆိုတဲ့ဥစ္စာနဲ့ဒီတွေးလို့ပြီးတော့ဒီလှုပ်ဆော်ပြီးတော့သူတို့ရဲ့လူချင်းနဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့တရားနာပစ္စည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဟလာအချို့ချအာဏာပိုင်ကိုထိခိုက်ဖို့သူတို့ကချဲတယ်ဖို့သူတို့စူးစမ်းနေကြတာပါမှာတော့ဆိုတော့ဂျာကတော့မထွားခါလာတော့စားတော့မကြောရိုးတော့ငကြီးထောင်မှကြတော့ကန်းကြီးဆိုလို့ဟုတ်လားစားတာတော့အင်္ဂါကြီးနေတာစားပါတယ်ကြောတော့လူရင်းကြကြောမယ်ထောင်ကြတော့ရခိုင်ကထောင်ကြတယ်ပေါ့နော်အခုရခိုင်ဘက်ခံရတာဆိုတော့နောက်ဆုံးမှာကျွန်တော်တကယ်တော့ပြောတယ်ရခိုင်ကျွန်တော်ဖုန်းဆက်တော့အားရအောင်တဲ့ဆန်းနေနဲ့ငါတို့ရခိုင်တွေကကွာတဲ့ဆင်းနေတာပြားသွားတယ်ဒါပေမဲ့ငါတို့ရက်တောင်ပြင်းတော့ဒီတက်ပုံပြားတော့ဘူးလေရခိုင်ကပြားနေတော့အပေါ်အဖီအောက်ကဖီတရားဥပဒေစိုးမိုးမရှိဟိုကလာကဝင်ခုနတို့ဟိုတိုင်းသားတယောက်ကပြောတော့တယ်လို့ပေါ့နော်ဟိုဗမာလူဝင်ညာတွေကဝင်ဟိုကကလာဟိုဒီဘင်္ဂါလီလူဝင်ညာကဝင်ဆိုရခိုင်တွေကဘေးကျန်တဲ့စူးကြောက်ကိုတီးနေဘူးတီလို့ဖြစ်နေဟိုဘက်တိုးလဲဒီဘက်တိုးလဲစူးတော့လို့ရတော့ဆိုတော့ကျွန်တော်ပြောနေတာကဟိုအခုကျွန်တော်ရခိုင်လူမျိုးတွေကအားလုံးကကျွန်တော်တို့ကဟိုရှင်းပြရင်စီးစုံညီညွတ်ရမယ်ဒီတဲ့ကိစ္စမှာရခိုင်မှာဟိုဘာလို့လဲမေးလို့ရှိရင်ဒီကတော့ပတ်စံလူတွေရဟုတ်တယ်ဘာမှမရှိဘူးဒီမှာဒီလူတွေခိုင်းပြီးပြည်သားတွေကဟိုမှာဟိုခုနပြောတော့ကိုပြီးရောက်မှာဒုက္ခရောက်နေတယ်ဒီဘင်္ဂါလီကတွေကသူတို့ဒုက္ခတယ်လို့ပြောတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေခုနဟိုထိုင်းမှာဒုက္ခတယ်6တန်းရှိတယ်7နှစ်ရှိဘူးဒုက္ခတယ်မှာရိုဟင်ဂျာကဒုက္ခတယ်ကားတွေမို့တဖို့တွေရှိတယ်ကဆိုတော့စဉ်းစားကြည့်ပါဆိုတော့ကျွန်တော်တို့ကဘာလို့လဲကျွန်တော်တို့ကအဓိကကျွန်တော်တို့ကဒီကျွန်တော်ရခိုင်ပြည်မှာအခုဖြစ်ပြောက်သွားတယ်မိနောင်ခံရတယ်ဟိုဆင်းရဲနေကြတယ်ဟာစားကြမရှိဘူးဆေးဝါးလိုတယ်အခြေတန်းတွေလိုတယ်အစားအစာလိုတယ်ဒီအတွက်ဒါတွေဖြစ်လာဖို့အတွက်အဓိကတော့ပတ်စံနေပဲအဲ့ခုတော့ရရတဲ့ပိတ်တာထက်ရတယ်ဟိုဗျာဟိုစေနာသုံးနာပြတ်ထမ်းပြီးတော့ပေါ့နော်ပုပ္ပမင်းစာပရစေနာဟောကတော့ပါဆရာထုံးပုပ္ပမင်းစာပရစေနာစေနာသုံးနာပြတ်သားပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီခိုင်ပြီးတဲ့ဒီရောက်အားလို့ကျွန်တော်ပြောကြရင်လို့ရှိပါတယ်ကြွားရောက်လာကြတဲ့သူတွေရောအားလုံးဆွေးနွေးကြတဲ့သူတွေရောအကုန်လုံးအထူးပဲကျေးဇူးတင်ရှိပါတယ်
ဟိုစောစောတော့ကျွန်မတခုမေးသွားတာဦးစန်းမြင့်ကဒီခန်းနာဖြစ်မြောက်ရေးကော်မတီရဲ့ကိုစားဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်မဟုတ်ကဲ့အခုခန်းနာပြည်စုံကြောင်းကျင်ညာပါတယ်ရှင်